1380ပြည့်ဇော်မုံလပြည့်ကျော်8ရက်နေ့ညချမ်းကာလပဲကူတိုင်ပဲကူမြို့မာဇီတီရက်ကွက်မဟာဒုက္ခပိဏ္ဏဗဆွမ်းလောင်းအသင်းကြီးမှဆရင်ကျင်းပပြုလုပ်အပ်သော10ကြိမ်မြောက်စွန်သိမ်းအောင်ပွဲဓမ္မသဘင်ရှိရာသို့တရားလူခံရန်ရောက်ရှိလာကြသည့်မျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့အားဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးလှူဟောကြားအပ်သည်ဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှလဲလို့အမည်ပေးထားတဲ့တရားတော်ဒီနေ့ညဘုန်းကြီးတို့ဟောမဲ့တရားကောင်းစဉ်ကိုကြေညာပါတယ်ပရိသတ်ရေဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှလဲတဲ့ဘာတရားပါလဲဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှလဲဗျာဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှလဲလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဒီနေ့ညဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြသိမိတရားမနာကြသိမိမှတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုယောသေးသောလက်ဥချီမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွညာရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ဥချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဝိင္ကဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားခြေကျူးကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ပွညာရအောင်ဥရေတိဒာနိလောကေညုသံတိမာဓမ္မတိတကုအဘာတိတိဣမေသံတုဓမ္မရံတိဓာတုစုဒါနိဒါနိဘုရားတိဟုသောယရဏစံယုံကြောင့်တရပံအငုံတို့ဖြာဖြာစံစုံတင်း၍စွမ်းကုန်ပွင့်ရမည်ယခုကာလသမယ၌ဓမ္မတိရကုရွှေမြရောင်နေလာရောင်တွေလာရောင်တို့ထက်ဂရေကရမကအောင်ဝင်းကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှယရဏတရားတိဟုသောရောင်ဝါလည်းရှိတော်မူပါဝေထသောလောကီညုလူအကြောင်းတွေနတ်ကြောင်းတွေမြမကြောင်းတွေနဲ့ကဘာကြောင်းတွေရှိရှိသမျှမိမိရာရာအခက်မဲ့ထင်မြင်ရှင်ပဲတည်းများလက်တင်ထားသကဲ့သို့ပိုက်ကြဝေဘံသဗ္ဗညုတာရွှေဉာဏ်တော်ဖြင့်ဧကံပြည့်မြင်တော်မူပါဝေထသောစန္ဒီမာတကဘာလုံးမှာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်ရာလုံးခဏမပေါ်လာလည်းရင်တမြောကမန္တိလျာတိစံွေပွင့်ပုံတွင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုဖြာခွင်း၍အလင်းတတကြီးကြီးနှင့်ဖိုဥရီတောင်ထိန်စီမှာမြရောင်ကြီးတဖိတ်ဖိတ်နှင့်တရရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမှာလေးကျွန်းကိုလှည့်ရန်၍400ကိုမြန်တော်မူတိတကူမြန်နှန်းနေလာစံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုရောမြတ်ကြီးဖယားတွင်တွင်ဘုအပြင်ဘုအရှင်ဘုကအဘုကကြသဖြင့်ဘုဒ္ဓရှိသူတွေကိုအဘုဒ္ဓတွေချုပ်ငိမ့်အောင်ယုတ်သိများစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီသဗ္ဗအတိတဆော၍မြတ်သောဝါဒနာခိုင်ကြသဖြင့်ဓမ္မရာအတိုင်းပြောင်းမှန်စွာနေကြကုန်သောဣမေတံတုရှစ်ဘဝဇယိတို့ကြောင့်အေးများကိုသာကြိုက်၍နေကြကုန်သောတို့များစွာတတ္တဝါနန္ဒမန္တမြတို့ကိုဓမ္မရံတိဂုံတော်ညွန့်6ဆုံးဒီဘုံတော်6ခန်းတရားတော်ဒီဟုသောမြရောင်ကြီးပန်းတော်ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌံမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နံအမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ငွေစံတကြီးကြီးတလီလီပပဝင်၍
ထွန်းလင်းတော်မူလဲပါကဗ္ဗမောင်မတိမြရောင်ကြီးညွန်ဘုတို့ဖြင့်အထူးကျက်တဲ့ရေမဆုံးနိုင်သည့်ရွှေဖုံးခိုင်ကိုတော်မြတ်ကြီးဖယားဓုသာဓုသာဓုပါဗျာအရာလေးမျက်နှာမေတ္တာပို့စာပိုက်လေးတွေရွတ်ဆိုရင်းနဲ့မေတ္တာပို့လွတ်လိုက်ကြရအောင်အလုံးလိုက်ဆိုပါအရှိယမျက်နှာဒေတာများကအရှိယဒေတာများကနေကြညာတဲ့မြတ်တဝါနေကြများတဲ့မြတ်တဝါကိုယ်စိတ်နှဖျားကြည်သာလန်းလို့ကိုယ်စိတ်နှဖျားကြည်သာလန်းလို့သီတာစံတို့ဘုံပမာသီတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိဆင်းရဲဆိုတာဘယ်ခါမရှိတဗ္ဗဒုက္ခိတာတဗ္ဗဒုက္ခိတာအိစိတံလိုရာပြည့်ဝစွာအိစိတံလိုရာပြည့်ဝစွာအောင်တပြေညောင်ရီလောင်းလို့အောင်တပြေညောင်ရီလောင်းလို့သုတောင်းအခါကသုတောင်းအခါကတပြေနုရွယ်အဝါတပြေနုရွယ်အဝါဇေယတုတဗ္ဗမင်္ဂလာဇေယတုတဗ္ဗမင်္ဂလာအနောက်ရမျက်နှာဒေတာများကအနောက်ရမျက်နှာဒေတာများကနေကြညာတဲ့မြတ်တဝါနေကြများတဲ့မြတ်တဝါကိုယ်စိတ်နှဖျားကြည်သာလန်းလို့ကိုယ်စိတ်နှဖျားကြည်သာလန်းလို့သီတာစံတို့ဘုံပမာသီတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိဆင်းရဲဆိုတာဘယ်ခါမရှိတဗ္ဗဒုက္ခိတာတဗ္ဗဒုက္ခိတာအိစိတံလိုရာပြည့်ဝစွာအိစိတံလိုရာပြည့်ဝစွာအောင်တပြေညောင်ရီလောင်းလို့အောင်တပြေညောင်ရီလောင်းလို့သုတောင်းအခါကသုတောင်းအခါကတပြေနုရွယ်အဝါတပြေနုရွယ်ဝါဇေယတုတဗ္ဗမင်္ဂလာဇေယတုတဗ္ဗမင်္ဂလာတောင်ရမျက်နှာဒေတာများကတောင်ရမျက်နှာဒေတာများကနေကြညာတဲ့မြတ်တဝါနေကြများတဲ့မြတ်တဝါကိုယ်စိတ်နှဖျားကြည်သာလန်းလို့ကိုယ်စိတ်နှဖျားကြည်သာလန်းလို့သီတာစံတို့ဘုံပမာသီတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိဆင်းရဲဆိုတာဘယ်ခါမရှိတဗ္ဗဒုက္ခိတာတဗ္ဗဒုက္ခိတာအိစိတံလိုရာပြည့်ဝစွာအိစိတံလိုရာပြည့်ဝစွာအောင်တပြေညောင်ရီလောင်းလို့အောင်တပြေညောင်ရီလောင်းလို့သုတောင်းအခါကသုတောင်းအခါကတပြေနုရွယ်အဝါတပြေနုရွယ်ဝါဇေယတုတဗ္ဗမင်္ဂလာဇေယတုတဗ္ဗမင်္ဂလာမြောက်အရာမျက်နှာဒေတာများကမြောက်ရမျက်နှာဒေတာများကနေကြညာတဲ့မြတ်တဝါနေကြများတဲ့မြတ်တဝါကိုယ်စိတ်နှဖျားကြည်သာလန်းလို့ကိုယ်စိတ်နှဖျားကြည်သာလန်းလို့သီတာစံတို့ဘုံပမာသီတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိဆင်းရဲဆိုတာဘယ်ခါမရှိတဗ္ဗဒုက္ခိတာတဗ္ဗဒုက္ခိတာအိစိတံလိုရာပြည့်ဝစွာအိစိတံလိုရာပြည့်ဝစွာအောင်တပြေညောင်ရီလောင်းလို့အောင်တပြေညောင်ရီလောင်းလို့သုတောင်းအခါကသုတောင်းအခါကတပြေနုရွယ်အဝါတပြေနုရွယ်ဝါဇေယတုတဗ္ဗမင်္ဂလာဇေယတုတဗ္ဗမင်္ဂလာတဗ္ဗိတိယောဝုဝဇန္တုသောကောရောဂဝိနာတတုမာတေဘောတွန္တရာယဒုက္ခိတိကာယူကောဘဝတဗ္ဗိတိယောအလုံးစုံသောဘိဥပယောဂအန္တရေဟုသမျှပေါင်းတို့သည်ဝုဝဇန္တုရှောင်လွဲပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မာဘဝန္တုမကြမရောက်ကြပါစေကုန်လေဒုက္ခိတာကိုစိတ်နှဖျားကြမ်းမှချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီဃာယုဃာတယတံကိုကြော်လန်းနိုင်ကြကုန်သည်
ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာမေတ္တာအာတိတမေတ္တာပရဏာများပြုပြီးတော့ဒီနေ့ညမဟာဒုက္ခဆွမ်းလောင်းသင်ကြီးရဲ့ဓမ္မသဘင်တရားဝဲကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွင့်ပါတယ်လက်အုပ်ကလေးတွေအောက်ချထားပြီးတော့ကိုရည်ရှိထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ဒီနေ့ညဘုန်းကြီးတို့ဟောမဲ့တရားပရိသတ်ရေဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှာလဲတဲ့ဗတ်တရားတဲ့လေဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှာလဲဘုန်းကြီးတို့တိရကုဆရာတော်ကြီးတပိတ်အိုင်ဒေါက်တာအရှင်ညာနိတ္တရခေါ်ထားတဲ့တရားဝေတစ်ခွေရှိပါတယ်လွန်ခဲ့တဲ့အနှစ်20လောက်ကပေါ့ဒီ60တစ်ခွေသာဘဝတန်ဖိုးတဲ့ဗတရားတဲ့ဘဝတန်ဖိုးပါဗျာအဲ့ဒီဘဝတန်ဖိုးဆိုတဲ့တရားမှာဆရာတော်ဘုရားကဥစ္စာရဲ့အနှစ်သာရဘေဇာနာဝေဒနာသာရဒနာဘာဝေနဣမတဒနတဒါနနာမသာရောဥစ္စာတွေကအနှစ်သာရကိုထုတ်လိုက်ရင်ဒါနကောင်းမှုဘဟုရောဂနံသာရဒနာဘာဝေနဣမတကာယတသီလနာမသာရောခန္ဓာကိုယ်ရဲ့အနှစ်သာရကိုထုတ်ရင်တဲ့သီလရပါတယ်ဆိုပြီးတော့ဆရာတော်ဘုရားကဟိုဓမ္မပဒပါဠိတော်မှာလာတဲ့ယောဇဝတ္တတံဇိဝေအပတံဥဒယဘယံဧကဟံဇိဝိတံသေယောပတ္တတော်ဥဒယဘယံဆိုပြီးတော့ဒီပါဠိတော်ကြီးကိုးကားပြီးတော့ဆရာတော်ဘုရားကဘဝတန်ဖိုးဆိုတဲ့တရားကိုဟောသွားတာအနှစ်20လောက်ရှိပြီအဲ့ဒါဘုန်းကြီးကဒီနေ့ဘဝတန်ဖိုးရဲ့တရားကိုဟောပြပုံလေးပေါ့လေဒါလေးဘုန်းကြီးခရီးသွားရင်လည်းကားပေါ်မှာဘုန်းကြီးတို့ဓမ္မဂရိကတွေဆိုတာညဘက်ခရီးထွက်ရတယ်အဲ့ဒါဘဂဝကနေပြီးတော့ဘုန်းကြီးအိတ်ဆွဲကားဆွေးပြီးတော့ခရီးထွက်သွားတာအညာဘက်ကိုကားပေါ်မှာခရီးသည်တွေပြင်းမှကြောက်လို့ဆိုပြီးတော့ဗီဒီယိုဇာတ်လမ်းခွေလေးတစ်ခွေပေါ့အဲ့ဒါဖွင့်ပြတယ်ဖွင့်ပြတော့ပရိသတ်တွေကဝေါ်နဲ့ထားပြီးတော့ရည်နေဟာသကားဆိုတော့အဲ့ဒါဘုန်းကြီးကလည်းကဲဘာတွေလောက်တော့သဘောကျလို့ရည်နေလည်းမသိဘူးငါလည်းကြည့်အောင်မှဆိုပြီးတော့မျက်လုံးလေးဖွင့်ပြီးတော့အဲ့ဒါကြည့်တော့ပရိသတ်ဟာသကားလေးတစ်ခါပါအဲ့ဒီဟာသကားလေးကိုကြည့်ပြီးတော့ဘုန်းကြီးကဒီတရားကိုဟောခြင်းစိတ်ပေါက်သွားတာအဲ့ဒီဟာသကားလေးထဲမှာပြောလိုက်တဲ့စကားလေးတစ်လုံးပေါ့လေစကားလေးတစ်လုံးပေါ့ပြောတဲ့သူကဘယ်သူတော့ဆိုတော့ဒီနေ့ဟာသလောကမှာနာမည်ကြီးနေတဲ့ဟိုမော့ဆိုတဲ့ကောင်နှခမ်းမွေးနဲ့သူပြောတဲ့စကားလေးပေါ့အဲ့ဒါလေးဘုန်းကြီးကနားထဲမှာကြားလာပြီးတော့ဟာဒီစကားလေးကတော်တော်လေးတမိုးရှိတဲ့စကားပဲဒီစကားလေးကဓမ္မသဘင်တရားပွဲတွေမှာပြိဿတ်တွေသိအောင်ငါပြောအောင်မယ်ဆိုပြီးတော့အဲ့ဒီကနေပြီးတော့ဒီဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှလဲဆိုတဲ့တရားဟာဖြစ်ပေါ်လာပါတယ်ပြိဿတ်ကြီးအဲ့တော့ဘုန်းကြီးတို့ဘဝရဲ့တန်ဖိုးကိုပေါ့လေကြည့်ကြရအောင်အဲ့တော့လောကထဲမှာတန်ဖိုးကိုဘာနဲ့ဖြတ်ကြတော့လို့ဆိုတော့ပြိဿနားလေအောင်ဘုန်းကြီးတခုပြောမယ်အိမ်ရှိတယ်ကားရှိတယ်အိမ်တစ်လုံးရဲ့တန်ဖိုးဟာဘယ်လောက်တန်တော့လို့မေးရင်အဲ့ဒီအိမ်ဟာသိန်း2000တန်တယ်သို့မဟုတ်သိန်း20တန်တယ်သို့မဟုတ်သိန်း30တန်တယ်ဟာအဲ့ဒီကားကြီးကောင်းလိုက်တာဒီကားကြီးသိန်းဘယ်လောက်တန်လဲအဲ့ဒီကားကြီးသိန်း900တန်တယ်ကားတို့အိမ်တို့စိန်တို့ရွှေတို့ဆိုတာဘုန်းကြီးတို့ပြည်တိုင်းတက်ရှိလားတက်မဲ့လားတက်မဲ့ပါဗျာတက်မဲ့ပစ္စည်းတွေအဲ့ဒီတက်မဲ့ပစ္စည်းတွေကိုတန်ဖိုးဖြတ်တဲ့နေရာမှာလည်းပဲတက်မဲ့လို့ခေါ်တဲ့ငွေကြေးနဲ့ပဲတန်ဖိုးဖြတ်တယ်ငွေဆိုတာကတက်ရှိလားတက်မဲ့လားတက်မဲ့ပါဗျာတက်မဲ့ပဲကောင်းပြီအဲ့ဒီကားတို့စိန်တို့ရွှေတို့တိုက်တွေကိုရအောင်ရှာဖွေနေတဲ့လူသားတွေကြတော့လူသားဟာတက်ရှိလားတက်မဲ့လားတက်ရှိပါဗျာကောင်းပြီ
တက်ရှိလူသားကတတ်မဲ့ပစ္စည်းတွေကိုရှာဖွေတယ်ရလာတဲ့တတ်မဲ့ပစ္စည်းတွေကိုတန်ဖိုးဖြတ်တဲ့နေရာမှာလဲပဲဘုန်းကြီးတို့ပြည်တိုင်းတတ်မဲ့နဲ့ပဲတန်ဖိုးဖြတ်တယ်။ဘာနဲ့တန်ဖိုးဖြတ်။တတ်မဲ့နဲ့တန်ဖိုးဖြတ်ပါတယ်ဗျာ။ကောင်းပြီအဲ့ဒါဆိုလို့ရှိရင်တတ်မဲ့ပစ္စည်းတွေကိုရှာဖွေနေတော့တက်ရှိလူသားတစ်ယောက်ရဲ့ဘဝတန်ဖိုးကိုဘဝအဆင့်တန်းကိုဘာနဲ့ဖြတ်မလဲ။ဒါလေးဘုန်းကြီးတို့ပြည်တိုင်းကြည့်ရအောင်။အဲ့တော့ဘုန်းကြီးတို့တက်ရှိလူသားတွေထဲမှာတန်ဖိုးအမြင့်ဆုံးတန်ဖိုးအကြီးမားဆုံးဘုန်းကြီးတို့ဆရာကြီးဦးရွှေအောင်သုံးတဲ့စကားနဲ့သုံးရင်တော့မဟာလူသားပေါ့ဘုန်းကြီးတို့တက်ရှိလူသားတွေထဲမှာတက်ရှိလူသားတွေထဲမှာတန်ဖိုးအကြီးဆုံးတန်ဖိုးအမြင့်မားဆုံးဘာနဲ့မှနှိုင်းလို့မရတဲ့သက်ရှိမဟာလူသားဘယ်သူတော့ဆိုလို့ရှိရင်ဗုဒ္ဓဘယ်သူလဲပြည့်တယ်ဗုဒ္ဓပါဗျာဘုန်းကြီးတို့ဗုဒ္ဓရှင်တော်မြတ်ဘုရားကနတ်ဘဝကနေဘုရားဖြစ်လာတာမဟုတ်ဘူးဗြဟ္မာဘဝကနေဘုရားဖြစ်လာတာမဟုတ်ဘူးလူဘဝကနေဘုရားဖြစ်ရလူသားဘုရားဘာဘုရားလဲလူသားဘုရားပါဗျာဒါကြောင့်ဆရာကြီးဦးရွှေအောင်ကဗုဒ္ဓကိုမဟာလူသားဗုဒ္ဓတဲ့ဗါတယ်လေမဟာလူသားဗုဒ္ဓပါဗျာမဟာလူသားလူကနေဘုရားဖြစ်သွားတာဒါကြောင့်ဗုဒ္ဓကိုမဟာလူသားဗုဒ္ဓဆိုပြီးတော့ဇာတိဥရှိအောင်ကဒီသုံးလုံးကိုသုံးတယ်ကောင်းပြီအဲ့တော့ဘုန်းကြီးတို့လူလောကနတ်လောကဗြဟ္မာလောကရှိသမျှလောကတွေထဲမှာလောက၃ပါးတို့ရဲ့အထွတ်အထိပ်တန်ဖိုးအကြီးမားဆုံးသောပုဂ္ဂိုလ်ဟာဘယ်သူလဲလို့မေးရင်ဗုဒ္ဓဘယ်သူလဲဘယင်တာဗုဒ္ဓပါဗျာကောင်းပြီဒါမျိုးလို့ရှိရင်ဘုန်းကြီးတို့ဗုဒ္ဓကဘာဖြစ်လို့လောကထဲမှာဒီလောက်ထိအောင်တန်ဖိုးအကြီးမားဆုံးအမြင့်ဆုံးဗုဒ္ဓနဲ့ဓာန်တူတန်ဖိုးဖြတ်လို့နှိုင်းလို့မရတဲ့ဗုဒ္ဓဆိုတဲ့ဘွယ်တို့ကုံတို့ကိုရပြီးတော့ဘာဖြစ်လို့ဘုရားဖြစ်သွားတာတော့သူ့ဘဝကိုဘယ်လိုမြင့်တင်သွားသလဲဘုရားကလောင်းတော်ဘဝတုန်းကအဲ့ဒါလေးတွေကိုသွားကြည့်တဲ့အခါမှာဘုန်းကြီးတို့ဘုရင်တိုက်ဘုန်းကြီးတို့ဗုဒ္ဓရှင်တော်မြတ်ဘုရားသည်အလောင်းတော်ဘဝကပုထုဇဉ်ပဲလောင်းတော်ဘဝကပါလေပုထုဇဉ်ပါဗျာဘုန်းကြီးတို့တရားနာပရိသတ်လို့သူလုံငါလို့ပုထုဇဉ်ပဲသူလုံငါလို့ပုထုဇဉ်ဘဝကနေပြီးတော့တဖြည်းဖြည်းဘဝကိုမြင့်တဲ့မြင့်အောင်တန်ဖိုးတက်တဲ့အောင်ဘုရားကလောင်းတော်ဘဝကဖြည့်ချင်းရှိဖို့ပြီးတော့သွားလိုက်တာနောက်ဆုံးအထွတ်အထိပ်လောကမှာဘာနဲ့မှနှိုင်းလို့မရတော့တန်ဖိုးအကြီးမားဆုံးသောဗုဒ္ဓဖြစ်ကိုရောက်သွားတာကောင်းပြီအဲ့ဒါဆိုရင်ဗုဒ္ဓဘာတွေလုပ်ခဲ့တယ်လဲဗုဒ္ဓရဲ့အကြောင်းအရာလေးကိုဘုန်းကြီးတို့ပြန်ကြည့်ရအောင်ပြည့်တိုက်အဲ့ဒါကိုဘုန်းကြီးတို့ရောဆရာတော်ဘုရားကြီးကဗုဒ္ဓနဲ့ပတ်သက်ပြီးတော့လင်္ကာလေးတစ်ခုစီထားတာရှိတယ်ပြည့်တိုက်လိုက်ဆိုကြည်စားမှာပရဟိတမြတ်ဗုဒ္ဓထူလှအာဇာနီပရဟိတမြတ်ဗုဒ္ဓထူလှအာဇာနီပရဟိတမြတ်ဗုဒ္ဓထူလှအာဇာနီဟောဘုန်းကြီးတို့မြတ်စွာဘုရားဟိုးပုထုဇဉ်ဘဝတည်းကဘာလုပ်ငန်းတွေလုပ်ခဲ့တော့ဆိုရင်ပရဟိတဘာလုပ်ငန်းလဲပရဟိတလုပ်ငန်းဆိုတာဘုန်းကြီးတို့ပြည်တိုင်းမှတ်တာကိုယ့်အကျိုးကိုဘာမှထက်မတွက်ဖဲနဲ့သူများချမ်းသာဖို့လို့တတ္တဝါချမ်းသာဖို့လို့ကိုယ့်အကျိုးကိုမငဲ့ဘဲနဲ့ဆောင်ရွက်တဲ့လုပ်ငန်းကိုပရဟိတလုပ်ငန်းဘာလုပ်ငန်းလဲပရဟိတလုပ်ငန်းပါဗျာအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကပရဟိတဆိုရင်ဘယ်လိုမြင်တုံးလို့ဆိုတော့မိဘမဲ့ကလေးတွေဘုန်းကြီးเจ้าတွေမှာစာသင်ပေးနေတာဒါလောက်ပဲမြင်တယ်ဒါပရဟိတအဲ့ဒါပရဟိတလုပ်နေတာအဲ့ဒါလောက်မြင်လို့မရဘူးပြည်သားကြီးအခုဘုန်းကြီးတို့မဟာဒုက္ခဆွမ်းလောင်းအသင်းဘာသင်လဲမဟာဒုက္ခဆွမ်းလောင်းအသင်းကအသင်းသူအသင်းသားတွေတန်ခါဌာနဆွမ်းလောင်းနေတယ်ဆိုတာတန်ခါတွေကိုဆွမ်းလောင်းနေတယ်ဆိုတာ
တန်ဃာတွေချမ်းသာဖို့လို့ဘယ်သူချမ်းသာဖို့လို့လဲတန်ဃာတွေချမ်းသာဖို့ပါဗျာအဲ့ဒါပရဟိတလုပ်ငန်းပဲအဲ့ဒါဘာလုပ်ငန်းလဲပရိသတ်အဲ့ဒါဘာလုပ်ငန်းလဲပရဟိတလုပ်ငန်းပါဗျာအေးပရဟိတဆိုတာကိုချိုးမပါဘူးပါသလားမပါပါဘူးဗျာကိုချိုးမပါဘဲနဲ့သူတော်ဘာချမ်းသာဖို့တက်ဆောင်ရွက်တဲ့လုပ်ငန်းဟာအဲ့ဒါပရဟိတလုပ်ငန်းအဲ့ဒါဘာလုပ်ငန်းလဲပရဟိတလုပ်ငန်းပါဗျာပရဟိတလုပ်ငန်းကိုဗုဒ္ဓရှင်တော်မြတ်ဘုရားသည်အလောင်းတော်ဘဝတုန်းကမဆောင်ရွက်ခဲ့ဘူးလားဆောင်ရွက်ခဲ့ပါတယ်ဗျာအေးအဲ့ဒါလေးကိုဘုန်းကြီးကမြင်စေခြင်းတာဘုရားအလောင်းတော်သည်အလောင်းတော်ဘဝကလည်းပဲပရဟိတလုပ်ငန်းတွေကိုဆောင်ရွက်တယ်တဲ့တနည်းပြောရင်ပိဋကရဲ့အများအကျိုးဆောင်တာဘာအကျိုးဆောင်အများအကျိုးဆောင်တာပါဗျာအများရဲ့အကျိုးကိုဆောင်ရွက်ရင်းနဲ့နောက်ဆုံးမှာကိုယ့်အကျိုးပါအောင်သွားတာဘာအကျိုးပါအောင်သွားကိုယ့်အကျိုးပါအောင်သွားတာပါဗျာဒါကြောင့်ဘုန်းကြီးတို့စာလေးတစ်ခုရှိတယ်အများအကျိုးဆောင်ကိုယ့်အကျိုးအောင်ဘာလဲလဲပြည့်သားကိုယ့်အကျိုးအောင်ပါဗျာအများအကျိုးဆောင်ကိုယ့်အကျိုးအောင်ပါဗျာအဲ့ဒါပဲအများအကျိုးကိုဆောင်ရွက်ရင်းနဲ့နောက်ဆုံးဗုဒ္ဓရှင်တော်မြတ်ဘုရားကိုရောရဲ့အကျိုးကိုအောင်မသွားဘူးလားအောင်ပါတယ်ဗျာအေးဒါကြောင့်ဘုန်းကြီးတို့စရိယ၃ပါးထဲမှာလောကတ္တစရိယညတ္တစရိယဗုဒ္ဓတ္တစရိယ၃ပါးစရိယဘယ်နှပါး၃ပါးပါဗျာအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည့်တိုက်ဘုန်းကြီးပြောချင်တာကလူသားတစ်ယောက်ရဲ့ဘဝတန်ဖိုးဘာနဲ့ဖြတ်မတုံးဆိုရင်ဒီလူဘာလုပ်နေလဲကြည့်လိုက်ဒီလူဟာသူ့မိသားစုအကျိုးအတွက်ပဲလုပ်နေရင်သူ့အကျိုးအတွက်ပဲလုပ်နေရင်ဒီပုဂ္ဂိုလ်ရဲ့ဘဝတန်ဖိုးဟာအောက်တန်းကျသွားတယ်ပရဟိတလုပ်ငန်းဘုရားရဲ့အကျိုးတွေဒီဆောင်ရွက်ပြီးတော့လုပ်နေတဲ့ပုဂ္ဂိုလ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာဘုန်းကြီးတို့ပြည်တိုင်းဘဝတန်ဖိုးမြင့်တယ်တဲ့အဲကြောင့်ဒီနေ့ဘုန်းကြီးတို့ဘုကုံမြို့မှာဆွမ်းလောင်းသိန်းတွေမြောင်များစွာရှိပါတယ်အဲ့ဒီဆွမ်းလောင်းသိန်းတွေကိုဘုန်းကြီးပြောချင်တာကဒီနေ့မဟာဒုက္ခဆွမ်းလောင်းသိန်းကြီးကလည်းပဲဟာအလှကနေထွက်အောင်ဟာရတာတွေဝယ်ချမ်းချက်ပြုတ်ညမအေးရအဲ့ဒါတန်ဃာတွေဆွတ်ကပ်ဖို့လို့ချက်ဟဲ့ပြုတ်ခဲ့နဲ့လုံနေတဲ့လုပ်ငန်းမှန်သမျှတို့သည်ဘုန်းကြီးတို့ပြည်သားမှတ်လိုက်ပါပရဟိတလုပ်ငန်းဘာလုပ်ငန်းလဲပရဟိတလုပ်ငန်းပါဗျာတန်ဃာတွေချမ်းသာဖို့ဘယ်သူချမ်းသာဖို့တန်ဃာတွေချမ်းသာဖို့ပါဗျာတန်ဃာချမ်းသာဖို့ဆောင်ရွက်တာဟာအများအကျိုးကိုဆောင်တာဘာအကျိုးကိုဆောင်အများအကျိုးကိုဆောင်တာအေးအများအကျိုးကိုဆောင်ပါတဲ့ကဲဘုန်းကြီးတို့ပြည်သားဆိုကြည်သားမှာအမြင်ထူးခြားလွန်တနာ၍အများအကျိုးကောင်းရာတိုးဖို့ကိုကျိုးစွန်ခွာဖြည့်ကျင့်ကမြတ်စွာဘုရားပေါ်လာသည်အမြင်ထူးခြားလွန်တနာ၍အများအကျိုးကောင်းရာတိုးဖို့ကိုကျိုးစွန်ခွာဖြည့်ကျင့်ကမြတ်စွာဘုရားပေါ်လာသည်ဘုန်းကြီးတို့ဘုရားလောင်းတော်ဟာကိုကျိုးတွေကိုစွန့်ပြီးတော့သတ္တဝါတွေရဲ့အကျိုးကဆောင်ရွက်ရင်းနဲ့အဲ့ဒါဗုဒ္ဓအဖြစ်ကိုရောက်လာတာပါပဲလို့ကဲဒီတော့ဘုန်းကြီးတို့ပြည်သားကြီးတို့ချင်းလုံရင်းလေးပြောကြည့်ရအောင်လူသားတစ်ယောက်ရဲ့တန်ဖိုးကိုဘာနဲ့ဖြတ်မလို့ဆိုရင်ပရဟိတနဲ့ဖြတ်ပါဘာနဲ့ဖြတ်မလဲပရဟိတနဲ့ဖြတ်ရမှာပါဗျာစလုံးလေးနှလုံးမှလိုက်အတ္တဟိတပရဟိတဘာလဲပြောအတ္တဟိတပရဟိတပါဗျာအတ္တဟိတဆိုတာကိုကျိုးအတ္တဟိတဆိုတာဘာလဲကိုကျိုးပါဗျာအမြင်သိကျင်းတယ်ငါမိသားစုပဲတော်ပြီဒီမိလူတွေဘာမှမဆောင်ရွက်ပေးနိုင်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအတ္တသမားဘာသမားလဲအတ္တသမားပါဗျာပရဟိတဆိုတာသူတော်ဘာချမ်းသာဖို့လို့သူတော်ဘာအတွက်ကိုကျိုးအနစ်နာခံပြီးတော့သူတော်ဘာတွေနဲ့ဆောင်ရွက်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါပရဟိတပုဂ္ဂိုလ်ပဲအဲ့တော့ပရဟိတတွေဆောင်ရွက်နဲ့နောက်ဆုံးမှာဘုန်းကြီးတို့ပြည်သားကိုအကျိုးကိုအောင်သွားတာဟာဗုဒ္ဓဘာပဲလို့တဲဆိုလိုက်ပါအများအကျိုးမသေးဖို့
မသေးဘူး တန်ဖိုးမရှိပါ တန်ဖိုးမရှိပါ အများအကျိုး အများအကျိုး မသေးဘူး မသေးဘူး တန်ဖိုးမရှိပါ တန်ဖိုးမရှိပါ အတ္တကြီးမား အတ္တကြီးမား ထိုသူများ ထိုသူများ ကြသွားတန်ဖိုးပါ ကြသွားတန်ဖိုးပါ အတ္တကြီးမား အတ္တကြီးမား ထိုသူများ ထိုသူများ ကြသွားတန်ဖိုးပါ ကြသွားတန်ဖိုးပါ အများအကျိုးဆောင် အများအကျိုးဆောင် ကိုယ်အကျိုးအောင် ကိုယ်အကျိုးအောင် ရှေ့ဆောင်ညွန်ပြတာ ရှေ့ဆောင်ညွန်ပြတာ အများအကျိုးဆောင် အများအကျိုးဆောင် ကိုယ်အကျိုးအောင် ကိုယ်အကျိုးအောင် ရှေ့ဆောင်ညွန်ပြတာ ရှေ့ဆောင်ညွန်ပြတာ ပရာဟိတ ပရာဟိတ မြတ်ဗုဒ္ဓ မြတ်ဗုဒ္ဓ ထူလအာဇာနီ ထူလအာဇာနီ ပရာဟိတ ပရာဟိတ မြတ်ဗုဒ္ဓ မြတ်ဗုဒ္ဓ ထူလအာဇာနီ ထူလအာဇာနီ ကောင်းပြီစလုံးတစ်လုံးကိုမှတ်ပါတော့ဒီလူသားရဲ့ဘဝဟာတန်ဖိုးရှိလားမရှိလားသူ့ဘဝတန်ဖိုးကိုဖြတ်ခြင်းပရာဟိတနဲ့ဖြတ်ဘာနဲ့ဖြတ် ပရာဟိတနဲ့ဖျက်ရမှာပါဗျာ သူ့မှာစိတ်နေရွှေတွေဘလောက်ပဲပေါ်ပေါ်ယာရုဂုံတွေဘလောက်ပဲရှိရှိပညာတွေဘလောက်ပဲတတ်ချင်တဲ့လောက်တတ်ပေါ်ချင်တဲ့လောက်ပေါ်ပရာဟိတလုပ်ငန်းကိုမဆောင်ရွက်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာတန်ဖိုးမရှိဘူးတဲ့ကောင်းပြီပရာဟိတဆိုတဲ့စလုံးတစ်လုံးကိုမှတ်ပါနောက်တစ်ခုထပ်ပြောမယ်ပရိသတ်ဘဝတန်ဖိုးကိုဖြတ်ချင်ဘဝတန်ဖိုးကိုဖြတ်ချင်ကုသိုလ်အကုသိုလ်တဲ့ဗါလဲလေ ကုသိုလ်အကုသိုလ်ပါဗျာ ကုသိုလ်ကောင်းမှုတွေလုပ်နေအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာတန်ဖိုးမြင့်တယ်ကုသိုလ်ကောင်းမှုတွေမလုပ်ဘူးဆိုအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာတန်ဖိုးနိမ့်တယ်ဒါပဲရှင်းရှင်းလေးတရားကအဲ့တော့မနေ့မိုးလင်းကမိုးချုပ်ကိုဘဝကိုပြန်စမ်းစစ်ကြည့်ငါဒီနေ့ကုသိုလ်ကောင်းမှုဘယ်နှခုရတယ်ဒါနမရဘူးသီလမရဘူးသမထဝိပဿနာမရဘူးဆိုအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကတန်ဖိုးနှိမ့်သွားပြီဒီနေ့ရှာလိုက်တာသိန်း100မြတ်တယ်မြတ်ချင်တဲ့လောက်မြတ်ဒီနေ့လောကကဘုန်းကြီးတို့ပြည်သားရဲ့ဘဝရဲ့အဆင့်တန်းကိုဘဝရဲ့တန်ဖိုးကိုဘာနဲ့ဖြတ်နေတော့ဆိုတော့စိန်ရွှေငွေကြောက်တံပရမြယာတုခုံသိစည်းစိမ်ဥစ္စာပညာတတ်မှတ်တာဒါနဲ့ဖြတ်တာပတ်စံသိချမ်းသာတဲ့ပုဂ္ဂိုလ်ကပတ်စံမရှိတဲ့ပုဂ္ဂိုလ်ကိုဘာပြောလဲအောက်တန်းစားတွေတဲ့ဘာနဲ့လဲပြည်သား အောက်တန်းစားတွေပါ ပညာသိတတ်နေတဲ့ပုဂ္ဂိုလ်တွေကပညာမဲ့နေတဲ့ပုဂ္ဂိုလ်ကိုဘာပြောလဲအောက်တန်းစားတယ်တို့တော့အရှင်းမရှိဘူးလေမပြောဘူးလား ပြောပါတယ်ဗျာ ဟဲ့သမီးတို့နဲ့ကောင်းမပေါင်းနဲ့ဆယ်တန်းတဖို့မကြနေတာဘာမှပညာတတ်တဲ့ကောင်တွေမဟုတ်ဘူးသူ့အမေ၄တောင်းတော့မအောင်ဘူးတို့ကဘွဲရပညာတတ်တို့ကဗမောက္ခဒီလိုပညာရှိတဲ့ပုဂ္ဂိုလ်ကလည်းပညာမဲ့တဲ့ပုဂ္ဂိုလ်ကိုဘာပြောလဲအောက်တန်းစားအရှင်းမရှိဘူးတဲ့ရုပ်ချောတဲ့ပုဂ္ဂိုလ်ကလည်းရုပ်မချောတဲ့ပုဂ္ဂိုလ်ကအောက်တန်းစားနေတဲ့ပညာရှိပညာမဲ့ဒီလိုဆုံးဖြတ်တာအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတွေဘုန်းကြီးတို့သာသနာတော်ရဲ့ဆုံးဖြတ်ချက်ကတော့သူကသူယာတုပဲဘလောက်ကြီးကြီးပစ္စည်းပဲဘလောက်ရှိရှိကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘာလဲအောက်တန်းစားအဲ့ဒီပုဂ္ဂိုလ်ကဘာလဲအောက်တန်းစားပါဗျာ ကုသိုလ်ကောင်းမှုတွေလုပ်နေရင်ပြည့်တစားမှပင်ဖြစ်ပါသေးထက်တန်းစားပဲဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကအမ္ဘပါဠိတဲ့ဘယ်သူတဲ့လဲအမ္ဘပါဠိပါဗျာ အမ္ဘပါဠိဆိုတာပြည့်တစားမှတိရိမာဆိုတာပြည့်တစားမှသုဘဗုဒ္ဓဆိုတာတောင်းသားကြီးပုံနာဆိုတဲ့ဒကမလေးတယောက်ရှိသေးတယ်ကြော်မလေးဟာအောက်တန်းစားတွေဘာတွေလဲပရိသတ်အောက်တန်းစားတွေပါဗျာ ပုံနာဆိုတဲ့ကြော်မကဘုရားတရားနာပြီးတော့သောတာပန်တည်သွားတော့သောတာပန်အရိယာကြီးဖြစ်သွားတယ်အမ္ဘပါဠိကလည်းပဲဘုန်းကြီးတို့ပြည်တဲ့နောက်ဆုံးဘုရားသာနာဝင်ပြီးတော့ယဟနာမကြီးဖြစ်သွားတာပြည့်တစားမကယဟနာဖြစ်လာတာဘာကဘာဖြစ်လာတာလဲပြည့်တစားယဟနာဖြစ်တာပါဗျာအဲ့ဒါဘုန်းကြီးတို့သာသနာတော်ရဲ့ထုံးတမ်းစင်တာကကုသိုလ်ကောင်းမှုနဲ့တနည်းပြောသောတာပန်သက္ကာရအနာဂယဟနာဒီလိုဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီအောက်တန်းသားတွေကလကားပဲဘုန်းကြီးတို့သာသနာတော်သုံးတာကကုသိုလ်နဲ့ဉာဏ်ဘာနဲ့လဲကုသိုလ်နဲ့ဉာဏ်ပါဗျာဉာဏ်ဆိုတာကသောတာပတ္တိမဉ္ဇဉ်ဘုံဉာဏ်သက္ကာရဂမိမဉ္ဇဉ်ဘုံဉာဏ်အနာဂမိမဉ္ဇဉ်ဘုံဉာဏ်အရဟတမအရဟတဘုံဉာဏ်ကိုရပြီဆိုလို့ရှိရင်လောကအနေနဲ့ပြောရင်တော့ပြည့်တတာမှကြီးပဲကိစ္စမရှိဘူးပြောချင်တာပြောသာသနာတော်နဲ့အနေနဲ့ကြည့်ရင်သူကအရိယာပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်တဲ့လဲအရိယာပုဂ္ဂိုလ်ပါဗျာအရိယာပုဂ္ဂိုလ်ကြီးတဲ့
လောကကအဲ့လိုမို့ဘုန်းကြီးတို့ပြည်တိုင်းပတ်စံရှိမှယာတုရှိမှကဲဘုန်းကြီးဥပမာတစ်ခုပြောမယ်တက္ကသိုလ်ကြီးတစ်ခုမှာပေါ့ပေါမောက္ခချုပ်ဆိုတဲ့ယာတုကိုရထားတဲ့ဒကာကြီးတစ်ယောက်ပေါမောက္ခချုပ်ယာတုကိုရထားတဲ့ဒကာကြီးတစ်ယောက်ဒကမကြီးတစ်ယောက်ကဟိုးဆယ်တန်းတပုတ်ပုတ်ကြားနေတဲ့လူကိုဘာပြောတော့မင်းအဆင့်မရှိဘူးမင်းအဆင့်မရှိဘူးမင်းအလကားကောင်းသူ့အနေနဲ့ကြည့်တော့ဟုတ်တာပေါ့သူကပေါမောက္ခချုပ်ကိုမင်းတို့လည်းကအဆင့်မရှိဘူးကောင်းပြီအဲ့ဒီပေါမောက္ခချုပ်ကြီးသေးဟိုဘဝလူပြန်ဖြစ်အမိတ်ဝမ်းကကြော့မွေးကြောင်းထားပေါမောက္ခချုပ်ကြီးမို့လို့10တန်းစာစပြီးတော့ဖတ်နိုင်တာမဖတ်နိုင်ပါဘူးဗျာဝါလုံးကစသင်ရတယ်ဘယ်ကစသင်ရလဲဝါလုံးကစသင်ရပါတယ်ဗျာတော့ပေါမောက္ခချုပ်ကြီးသိလို့ဝင်သားတာ10တန်းစာတန်းဖတ်ဆိုင်ဆိုအဲ့ဒီကလေးဖတ်နိုင်သလားမဖတ်နိုင်ပါဘူးဗျာဟိုဘဝကပိုင်ဆိုင်ခဲ့တော့ယာဓုပညာအလုံးဟိုဘဝမှာဘာဖြစ်ခဲ့လဲထားခဲ့ဘာလုပ်ခဲ့ရလဲထားခဲ့ရပါတယ်ဗျာဒီဘဝကိုယူလာလို့ရသလားမရပါဘူးဗျာပညာတော်မှယူလာလို့မရဘူးဆိုရင်ဘုန်းကြီးတို့ပြည့်တိုက်စီးပွားဥစ္စာယူလာလို့ရသလားမရပါဘူးဗျာအေးအဲ့ဒါပဲအဲ့တော့လောကရဲ့အစဉ်တန်းကဘာပြောနေတော့ပညာတတ်တဲ့ပုဂ္ဂိုလ်ကပညာပြီးတဲ့ပုဂ္ဂိုလ်အောက်တန်းသားတွေကောင်းနေရှင်းမရှိဘူး၎င်းကောင်းနေစီးပွားရှိတဲ့ပုဂ္ဂိုလ်လည်းစီးပွားမရှိတဲ့ပုဂ္ဂိုလ်၎င်းကောင်းနေအောက်တန်းသားတွေဘယ်လိုပြောလဲမဟုတ်ဘူးဘုန်းကြီးတို့ပြည့်တိုက်လူတယောက်ရဲ့ဘဝအစဉ်တန်းကိုဘာနဲ့ဖြတ်မလို့ဆိုကုသိုလ်အကုသိုလ်ပဲဘာနဲ့ဖြတ်ကုသိုလ်အကုသိုလ်ပါဗျာယာတို့တွေဘလောက်ကြီးကြီးစီးပွားတွေဘလောက်တက်တက်ပါဒီပုဂ္ဂိုလ်နေတိုင်းအကုသိုလ်လုံးနေအဲ့ဒီပုဂ္ဂိုလ်ကထက်တန်းလွှာလားအောက်တန်းစားလားအောက်တန်းစားပါဗျာလူတွေအနေနဲ့တော့သူ့ထက်တန်းစားလို့ခေါ်လိုက်ပဲဒါပေမဲ့ဘုန်းကြီးတို့သာသနာတော်ကတော့မခေါ်ဘူးပြည့်တဲ့အကုသိုလ်လုံးနေဘာပုဂ္ဂိုလ်အောက်တန်းစားပါဗျာအရှင်းနိုင်တယ်ပေါ့ဟုတ်တယ်မဟုတ်လားကောင်းပြီအဲ့နှမျိုးရှိပြီဘုန်းကြီးပြောသွားတာတစ်မျိုးကပရဟိတလုပ်ငန်းတစ်မျိုးကပါလေပရဟိတလုပ်ငန်းပါဗျာနောက်တစ်မျိုးကကုသိုလ်နောက်တစ်မျိုးကပါလေကုသိုလ်ပါဗျာဘယ်နှမျိုးရှိပြီနှစ်မျိုးရှိပါပြီဗျာပရဟိတလုပ်ငန်းကိုလုပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ဘဝတန်ဖိုးဟာနှိမ့်သလားမြင့်သလားမြင့်ပါတယ်ဗျာကုသိုလ်ကောင်းမှုတွေလုပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ဘဝတန်ဖိုးဟာနှိမ့်သလားမြင့်သလားမြင့်ပါတယ်ဗျာတနည်းပြောရင်အဆင့်ရှိတယ်တနည်းပြောရင်ပါတယ်လေအဆင့်ရှိပါတယ်ဗျာအဆင့်ရှိတယ်ကောင်းပြီအဲ့ဒီအဆင့်နဲ့ပတ်သက်တဲ့အကြောင်းဘုန်းကြီးခုနကတော့တရားအစမှပြောခဲ့ပြီဘုန်းကြီးအဲ့ဒီဗီဒီယိုကကြည့်သွားတော့အဲ့ဒီမှာဇကာနာမည်တော့မှတ်မိတော့ပါဘူးဗောလေပါတဲ့ဟာသလူရှင်တော်တွေအများကြီးပဲအဲ့ထဲမှာကောင်းမလေးတစ်ယောက်ကိုမေတ္တာနဲ့မော့စ်နဲ့ကပိုးနေတာတို့နှစ်ယောက်ကဒီကောင်းမလေးရဖို့လို့တယောက်မကောင်းတော့တယောက်လှက်ပတ်ပြီးပြောနေတာအဲ့တော့မော့စ်ကစကားတစ်ခုပြောလိုက်တယ်ဟဲ့တဲ့နင်မေတ္တာကိုသွားမကြိုက်နဲ့တဲ့အဲ့ဒီကောင်ကတလုံးကြိုက်ပါတယ်လေတလုံးကြိုက်ပါဗျာလုံးကြိုက်ဆိုတာဘာတော့ရှင်းမရှိတာပါဗျာသိသားပဲတလုံးကြိုက်ဆိုတာဘာတဲ့လဲရှင်းမရှိတာပါဗျာဒါနဲ့ဘုန်းကြီးက तू ကပြုံးကနေအဲ့ဒီစကားမပြောဘူးအဲ့ဒီကောင်တလုံးကြိုက်တယ်ဆိုတော့နောက်တော့မှရှင်းမရှိဘူးတဲ့ဆိုတော့အဲ့ဒီအတွေးကဘုန်းကြီးကောင်းနဲ့၆တာဘုန်းကြီးကောင်းနဲ့၆တလုံးကြိုက်ရှင်းမရှိဘူးဟုတ်ပြီဘုန်းကြီးတို့ကျောင်းကကြိုက်မော်ဘုရားကြီးနောက်ထဲမှာအထာသားဆက်ယုံရှိတယ်ချင်းစုထာသားဆက်ယုံထာသားဆက်ယုံကထာသားမနေ့9နာရီထိုးတာနဲ့ညဆိုင်သမားတွေပြန်ထွက်နေ့ဆိုင်သမားတွေ9နာရီတို့အရောက်ဝင်မနေ့6နာရီခွဲဆိုလို့ရှိရင်ဘုန်းကြီးတို့ကျောင်းရှေ့ရောနောက်လမ်းမှာထမင်းကြိုက်လေးတွေဆွဲပြီးတော့ပြေးတိုက်တုတ်နဲ့ဘုန်းကြီးကခေါင်းထဲဝင်လာတာတုတ်နဲ့သူဆက်ယုံလာတာ哦ဘုန်းကြီးကကြည့်တယ်ကြိုက်တယ်တလုံးကြိုက်မှာပါအဆင့်နေတယ်ဘာတွေလဲပြေးတာအဆင့်နေနေပါဗျာအဲ့တော့ဘုန်းကြီးကဒုပရိသလည်းဒီတရားလေးသိချာမှတ်သွားပေါ့တလုံးကြိုက်ဆိုတာကမနေ့9နာရီတို့ကိုစက်ယုံနဲ့အရောက်လာဖို့လို့ဆိုတာ9နာရီခွဲလောက်တည်းကထမင်းထချက်ရတယ်ဟုတ်တယ်မဟုတ်လားမှန်ပါဗျာထမင်းချက်ထမင်းပူပူကြီးကြိုက်တဲ့ထက်တလုံးကြိုက်တဲ့ထက်တလုံးကြိုက်အကြောင်းအရင်ပြောမယ်အဲ့ဒီကြိုက်တဲ့ထက်ထည့်ပြီးတော့အရှက်မပါတော့ဟင်းထက်ဘာထည့်မလဲဟင်းထည့်ရမှာပါဟင်းလည်းဒီထမင်းပေါ်ကိုဘာလုပ်ရမလဲရောထည့်ရမှာပဲပြီးကကိုကငပိရတိုးကြလဲကြိုက်လို့ရှိရင်ငပိရတွေလောင်းထက်ပြီးတော့အဲ့ဒီဘုကသခွားသီးလေးပါ20 30တင်းပြီးတော့အပေါ်ကခြိုက်ဖုံးပိတ်ပြီးအဲ့ဒီကြိုက်ကြီးဆွဲပြီးတော့လာထမင်းကြိုက်ထားတဲ့နေရာမှာထမင်းကြိုက်တွေထားနေ့လယ်12နာရီမှထမင်းစားလွှတ်တာဘယ်နှနာရီလဲ12နာရီပါဗျာ
မနေ့6နိုင်လောက်ကထည့်ထားတဲ့ထမင်းကြိုက်ကနေ့လေ12နိုင်ထိုးလို့ဖွင့်လိုက်တော့ပြေးတိုက်ထမင်းကထည့်လာတော့မှအပူတွေပွားစီတဲပြီးတော့စားကြည့်ဘာမှအရသာမရှိဘူးရှိတယ်လားမရှိပါဘူးဗျာတခါသိုးနံတော့ထွက်လာဘာနံထွက်လာသိုးနံထွက်ပါတယ်တလုံးကြိုက်ရဲ့သဘာဝကိုဘုန်းကြီးတို့အထူးပါမှပြောစရာမလိုဘုန်းကြီးတို့ပြည်သိပြီးသားဟုတ်တယ်မဟုတ်လားမှန်လားပါဗျာကဲဒါမေးလို့ရှိရင်ဘုန်းကြီးတို့ပြည်တဲ့အဆင့်ကြိုက်လေးပြောရအောင်ဘာကြိုက်ပြောမလဲဆင့်ကြိုက်ပါဗျာရှင်းကြိုက်ဆိုတော့တစ်ဆင့်ချင်းပရမတ်တစ်ဆင့်သမင်းထဲပေါ့ပရမတ်တစ်ဆင့်ပါထဲသမင်းထဲရမှာပါဗျာဒုတိယတစ်ဆင့်ပါထဲဟင်းထဲမှာဘာဟင်းထဲဟုတ်ရပစုံတုတ်ဟင်းထဲပါဇက်ကထဲတာထဲပေါ့ကောက်ဘာဟင်းထဲတယ်ထဲချင်းထဲမဲ့ထဲကောင်းကောင်းထဲပေါ့တကယ်ထဲတာမှလို့ပါဇက်ကထဲရတာဘာကထဲရတာအဲ့တော့ဘုန်းကြီးတို့ပြည်သားဘာဟင်းထဲပစုံတုတ်ဟင်းပါဗျာပြောလိုက်စမ်းမှာဟာအားရောက်ပေါ်ရောက်ပစုံတုတ်ဟင်းပါဖေယောဘာဟင်းထဲမလဲပစုံတုတ်ဟင်းပါဗျာဘယ်နှကောင်ထဲမလဲ4ကောင်လောက်ထဲသွားသူများလည်းပြရအောင်ကြွားအောင်ကဲထမင်းကငကြွဲဆံပသိမ်ငကြွဲကော့ချဲဆံတစ်ဆင့်နောက်တစ်ဆင့်ပစုံတုတ်ဟင်း4ကောင်ထဲဘယ်နှကောင်ထဲမလဲ4ကောင်ပါဗျာကဲနောက်တစ်ဆင့်ထဲအောင်မယ်ဘေးတိုင်အစိမ့်ကြော်လေးထဲသွားအောင်ဘာထဲမလဲစိမ့်ကြော်လေးပါဗျာနောက်တစ်ဆင့်အပေါ်ကအတုပ်လေးပါလေးမယန်းဒီတုပ်လေးပါလေးထဲဗျာ4ဆင့်ဗျာဘယ်နှဆင့်လဲ4ဆင့်ပါဗျာဂျိုက်ကိုင်းလေးနဲ့သူကသူတက်ပြီးတော့ဆွဲသွားကဲ12နိုင်တို့တောင်းတန်ချောင်းခောက်ထမင်းသားပြုတ်ပြီးကဲကိုထမင်းညိုက်လေးကိုဖွင့်ကြည့်တာတန်ရှင်းမနေဘူးလားနေပါတယ်ဗျာစားရတာကအရသာမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါအရှင်းကြိုက်နဲ့တလုံးကြိုက်ရဲ့ကွာခြားချက်ကအဲ့ဒါပါပဲကောင်းပြီဒီဥပမာကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့သဘောပေါက်ပြီဆိုရင်ကိုယ့်ဘဝကိုပြန်စဉ်းစားငါဘဝကတလုံးကြိုက်လားအရှင်းကြိုက်လားဆိုတာကိုပြန်စဉ်းစားတော့မနေ့မိုးလင်းလာတာနဲ့သားရည်သမီးရည်ရှိမွားရည်လူမှုရည်ဟာရောက်ရက်တိခါပြီးတော့ဟိုပြစ်ဒီပြစ်အဲ့ဒါတွေသားသမီးကိစ္စလဲကိုယ်ခေါင်းထဲမှာပဲရှိပွားရေးကိစ္စလဲကိုယ်ခေါင်းထဲမှာပဲရည်ရွယ်ရေးကိစ္စလဲကိုယ်ခေါင်းထဲမှာပဲဒီတလုံးကြိုက်ကြီးတဲ့ကိုရှိတဲ့မြတွေအကုန်လုံးစုထည့်နေတာသားရည်သမီးရည်ရှိပွားရေးတွေနဲ့အချိန်ကုန်နေချင်းအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဘာလဲဘာကြိုက်လဲပရိသတ်တလုံးကြိုက်ပါဗျာတလုံးကြိုက်ဘဝပါလားအဆင်မရှိဘူးရှိသလားပရိသတ်မရှိပါဘူးဗျာဥပုံနေမှမသိဘူးအခုဓမ္မသဘင်တရားပွဲကြီးရှိတယ်တရားပွဲကျင့်ပဖို့ဟာလွယ်မှလို့မတ်တထုံးဘုန်းကြီးပိအောင်ကြိုးဟာဘာဟုတ်ဒီလောက်သောကတွေများပြီးတော့သူများပရဟိတလုပ်ငန်းဆောင်ရွက်ဓာတ်ဆက်နဲ့လိုက်ဖိတ်တယ်တရားထားကြွကြပါခင်ဗျာတရားပွဲရှိပါတယ်သူများတပည့်လေးတွေပုခုံးဝင်တင်လို့တရားနာထွက်ဓမ္မကြီးတောက်ကထွက်မေးတယ်အကြီးတို့ဘယ်သွားကြမလို့လဲတရားနာသွားမလို့တော့ရေတရားပွဲရှိလားအေးဟုတ်တယ်အေးကြားတော့ကြားတယ်နောက်နေ့ညကြမှာလိုက်တော့မယ်အဲ့တော့ဘာဖြစ်လို့တော့မအားဘူးငါအိမ်မှာအလုပ်တွေရှိတယ်အဲ့ဒါဆိုဘုန်းကြီးတို့မြေတိုင်းဘာချိုက်လဲတလုံးကြိုက်ပါဗျာတလုံးကြိုက်ကြီးဘာကြိုက်ကြီးလဲဘုရားသားတလုံးကြိုက်ပါဗျာတလုံးကြိုက်ကြီးဘုန်းကြီးတို့ဘုရားသားသူရှုပ်နေတာလေဟုတ်တယ်မဟုတ်လားအတွင်းကလည်းရှုပ်လို့လိမ့်အပြင်ကလည်းရှုပ်လို့လိမ့်ကိုယ်ကလေးအမေဘုတ်လို့တကယ်ပြုံးမယ်ပုံကိုချိန်သုံးတနာချီအရှုပ်ကိုဖြီးဖြုံးမှပြုံးမယ်ထိုအချိန်တဲ့တသံတရားလုံးရှုပ်လာတာဘုရားသားရဲ့ခဏထိရှင်းလို့မရဘူးတဲ့အဲ့ဒါသူတို့ကပြောတယ်ရှင်ဘုရားတဲ့တပည့်တော်တို့အလုံးရှုပ်လို့တဲ့ဗါတယ်လေဘုရားသားရဲ့အလုံးရှုပ်လို့ပါဗျာအလုံးရှုပ်တာမဟုတ်ဘူးအရှုပ်လုပ်တာဘာလဲဘုရားသားအရှုပ်လုပ်တာပါဗျာဘုရားကတာယုတ်တနိကေမှာဟောရတာရှိတယ်အန္တောဇတာဗခိဇတာအတွင်းမှာလည်းရှုပ်တယ်တဲ့ပြင်မှာလည်းရှုပ်တယ်တဲ့အတွင်းမှာရှုပ်လဲတာရည်သမီးရှိပွားအပြင်မှာအတွင်းမှာရှုပ်လဲလောဘဒေါသမောဟမာနယကိလေသာအတွင်းမှာကိလေသာတွေနဲ့ရှုပ်တယ်ပြင်မှာတာရည်သမီးရှိပွားရည်တွေနဲ့မရှုပ်ဘူးလားဘုရားသားရှုပ်ပါတယ်ဗျာအဲ့ဒီလိုရှုပ်နေတာမို့လို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကအန္တောဇတာဗဟိဇတာအတွင်းကလည်းရှုပ်လို့လိမ့်အပြင်ကလည်းရှုပ်လို့လိမ့်ကိုယ်ကလေးအမေဘုတ်လို့တကယ်ပြုတ်မဲ့ပုံကိုချိန်သုံးတနာချီအရှုပ်ကိုဖြီးဖြုံးမှပြုတ်မဲ့ထိုအချိန်တဲ့မရှုပ်နိုင်သေးတဲ့အရှုပ်ကိုမဖြုတ်နိုင်သေးတဲ့ဘုန်းကြီးတို့ဘုရားသားကြီးတန်တရာတဲကမထွက်နိုင်ဘူးတဲ့ထွက်နိုင်လားမထွက်နိုင်ဘူးလားထွက်နိုင်ပါဘူးဗျာကဲဘုန်းကြီးတို့ဘုရားသားပေါင်းတော်ကောင်းလို့ကြည်သား
လူလဲလူလောကမှာတာယသမီးစီဝါရေးမရှိဘူးလားရှိပါတယ်ဗျာကဲတချို့ကလည်းဘုန်းကြီးတွေကြည့်ပြီးတော့လေရှင်များတို့ဗျာတဲ့ရှင်များတို့ပဲအေးတယ်တဲ့အမင်းသူတို့ကရှင်များတို့ပဲအေးတယ်ဗျာတဲ့ဘုန်းကြီးဘုရားပါရမီနဲ့ဗျာရှင်များတို့ပဲအေးတယ်ရှင်များတို့ပဲရှင်းတယ်တဲ့မှန်ပါတယ်ကြည့်လိုက်ရင်တော့ဘုန်းကြီးတို့ပြည့်တိုင်းခေါင်းရှင်းတယ်မရှင်းဘူးလားရှင်းပါတယ်ဘုန်းကြီးသီလရှင်ခေါင်းကြည့်ရင်ဘာဖြစ်လဲရှင်းပါဗျာခေါင်းရှင်းလို့ကိုရှုပ်တာဘုန်းကြီးသီလရှင်ပါပါတယ်ပြောလေခေါင်းရှင်းလို့ကိုရှုပ်တာဘုန်းကြီးနဲ့သီလရှင်ပါကြည့်လိုက်ရင်တော့ရှင်းနေတာပဲခေါင်းကကရုံးတုံးတာရှင်းနေတာပေါ့အဲမှာရှုပ်နေတယ်ဘာဖြစ်လဲအဲမှာရှုပ်နေတယ်ဘုန်းကြီးနဲ့ဘုန်းကြီးကိစ္စအကြောင်းမှာကိုရင်တွေအပါ30ရှိတဲ့အကြောင်းမှာမွေးရတာဒီကလေးတွေစာသင်ဖို့လို့ဒီကလေးတွေစားဖို့တောက်ဖို့ရှားရဖွေးရမရှုပ်ဘူးလားရှုပ်ပါတယ်ဗျာသီလရှင်တွေလည်းလာသန်း6ရက်9ရက်ဗန်းလေးခေါင်းပေါ်တင်ပြီးတော့စွန်းစားရထွက်ရတယ်ဆိုတာသူလည်းသူစားဝင်နေတဲ့သူရှားရတာပဲမရှားဘူးလားရှားပါတယ်ဗျာအေးရှားသေးတယ်ပရိသတ်ရဲ့အဲ့တော့ဘုန်းကြီးတွေကနည်းနည်းတော်သေးတယ်သီလရှင်တွေကစွန်းစားထွက်သူတို့ကကြောက်ရတာရှိသေးတယ်ကြောင့်ထီးကအများအားဆောင်လာခွေးကြောက်တာသီလရှင်ထီးပါတာလက်ကားပါတာမောင်းမင်းနဲ့ခွေးရိုက်ဖို့လို့ဘာရိုက်ဖို့လို့လဲခွေးရိုက်ဖို့ဟဲ့ခွေးနောက်ကလိုက်ရင် तू ကရိုက်ဖို့လို့ဒါဆောင်းနာသေးတယ်ခွေးရတခါအမြင်ကိုက်ဆွဲတာကိုအဲ့တော့ကကြမ်းပါပဲချမ်းသာပါသေးတယ်သာဓု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 စောသံခိုင်းနေဒီကမေတ္တာပို့တယ်ဟုတ်တယ်ဟာခွေးမောင်းရိုက်ရှုပ်တာပဲမရှုပ်ဘူးလားရှုပ်ပါတယ်ဘုန်းကြီးလည်းမရှုပ်ဘူးလားအကြောင်းဆောင်ပါဘုရားတရားနဲ့ရှုပ်တာပဲပြည်တဲ့အဲ့ဒါဘုမတိပါမနဲ့လူတွေကရှင်ဘုရားတို့ပဲရှင်းတယ်ဘုရားတဲ့ဘယ်ရှင်းလိမ့်မလို့နိဗ္ဗာန်ရောက်မှရှင်းမှာဘယ်ရောက်မှရှင်းမှာနိဗ္ဗာန်ရောက်မှရှင်းမှာပါဗျာဘုရားကတာယုတ်ပါဠိတော်ဟောတာသာပဲအန္တောဇတာဗဟိတတာအတွင်းရှုပ်ပြရှုပ်ပဲသို့တော့လူတဲ့ဆိုင်တော့ဘုန်းကြီးကတော့အပူနဲ့သက်သာတယ်ပေါ့ဟုတ်တယ်မို့လားမှန်ပါပါလူကတော့ရှားတာဟုတ်ဘုန်းကြီးနဲ့ရှားတော့ရှားတာပေါ့လူလောက်တော့မရှားဘူးပေါ့နော်အဲ့တော့တချို့ကလည်းဘုမတိပါမတိပြောတယ်ရှင်ဘုန်းကြီးသီလရှင်ပဲအေးတယ်ဗျာတဲ့ရှင်များတော့အေးလို့မအေးဘူးပြည်တိုင်းဒီလိုပဲတန်တရာတဲ့နေလို့ကတော့အေးတယ်လို့နိဗ္ဗာန်ရောက်မှအေးမှာဘယ်ရောက်မှအေးမှာနိဗ္ဗာန်ရောက်မှအေးမှာပါဗျာနိဗ္ဗာန်မရောက်ခင်ကတော့အပူဆိုတာရှိတာပဲဘုန်းကြီးဆိုလဲကိုကြောင်းတဲ့ကိုတိုးတက်ဖို့လို့ရှားရဘွေးရဟောရပြောရလောက်ရတာပဲသီလရှင်နဲ့ဒီတိုင်းပဲအဲ့တော့ပြောချင်တာကရှုပ်တာတော့ရှုပ်တာပေါ့ဘုန်းကြီးတို့ပြည်တိုင်းသို့တော်လည်းပဲဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကဘုန်းကြီးကပြောချင်တာကိုဘဝစဉ်းစားပါဘယ်လိုလဲတလုံးကြိုက်လားအဆင်းကြိုက်လားကြည့်တလုံးကြိုက်ဆိုရင်မကြိုက်ဘူးဘဝတွေထက်ဒီဟာတွေထက်တာယသမီးရှိပါအကုန်ထက်နောက်ဆုံးဘာဖြစ်လဲပုတ်တိုးပြီးတော့ဘဝဘာမှသုံးလို့မရပြစ်ပလိုက်ရလိမ့်မယ်ဒီမိလူသွားမကြည့်နဲ့ဒေဝဒဋ္ဌဘယ်လိုလဲပြည့်သားဒေဝဒဋ္ဌပါဒေဝဒဋ္ဌဆိုတာဒေဝရတ်ကိုပြောတာဘယ်သူပြောတာလဲဒေဝရတ်ကိုပြောတာပါဗျာဒေဝရတ်ရဲ့ဘဝခန္ဓာအင်ကြီးတဲ့ကိုသူဘာတွေထည့်သွားလဲလောဘတွေထည့်တယ်ဒေါသတွေထည့်တယ်အာဃာရတွေထည့်ဒီလားဒေဝရတ်ဆိုတာဘုန်းကြီးဒေဝရတ်ဆိုတာဘာလဲဘုန်းကြီးပါဗျာသူခန္ဓာကိုယ်ထဲကိုဘာတွေထည့်တယ်လောဘဒေါသအာဃာရသူဘုရားဖြစ်ရှင်တယ်လေဘာဖြစ်ရှင်လဲဘုရားဖြစ်ရှင်တာပါဗျာမြတ်စွာဘုရားကိုသူယာတုတောင်းတယ်နောင်တော်ကြီးဘုရားတဲ့တပည့်တော်ရှင်မြတ်ယာတုခမှာတဲ့ဒီတန်ခါတပည့်တော်ကိုအပ်တယ်ဒါလောဘနဲ့တောင်းတာဘာနဲ့တောင်းတာလဲလောဘနဲ့တောင်းတာပါဗျာမြတ်စွာဘုရားကပဲတယ်အလန္တေဒေဝဒဋ္ဌဒီစကားမပြောနဲ့မသိတော့ဘူးသုံးကတီးတီးဘုရားကိုဘယ်စင်ယူသူ့ကိုတန်ခါဘုရားဖြစ်ရှင်ဘုရားသိဖြစ်ရှင်တာသူကဖြစ်ရှင်တာလိုချင်တာလောဘဖြစ်ရှင်တာလိုချင်တာဘာလဲပြည့်သားလောဘပါဗျာလောဘဆိုတာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာအကုသိုလ်တလုံးကြိုက်ကြီးတဲ့ထည့်လိုက်တဲ့အခါကျတော့ရှင်းမရှိဘူးတိတ်အောက်တန်းကြပါတယ်ဒါကြောင့်မြတ်စွာဘုရားကဒေဝဒတ်ကိုပြောတယ်ခေလာတကဘုရားကဒီစကားတစ်ခွန်းနဲ့ပြောလိုက်တယ်ဟဲ့ဒေဝဒတခေလာတကမြန်မာလိုပြန်လိုက်တော့တတွေးစားတဲ့ဗါတဲ့လေတတွေးစားပါဗျာဒေဝရမင်းဟာသူများထွေးထားတဲ့တွေကိုကောက်စားတဲ့ကောင်ပဲလို့ဒီအဓိပ္ပာယ်ထွက်တယ်အဲ့ဒီပါဠိစလုံးကအဲ့ဒီမှာဒေဝရဆက်ဆက်ခအောင်နာတာအဲ့ဒီမှာဒေါသဖြစ်တာအဲ့ဒီမှာဘာဖြစ်လဲဒေါသဖြစ်လာပါတယ်ဗျာပရမဖြစ်တာကလောဘပရမဖြစ်တာကဘာလဲလောဘပါဗျာဒုတိယဖြစ်တာကဒေါသပါဗျာကြည်စမ်းတန်ခါပြိတ္တကြားထဲမှာငါ့ကိုပြောထွက်လိုက်တာတွေးစားတဲ့အကောင်လို့ပြောတာနောင်တော်ကြီးဘုရားပြောထွက်လိုက်တာဘုရားပြောတဲ့အဓိပ္ပာယ်ကဒီရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ဆိုရဟန္တာကြီးတွေ
ဘာတွေလဲပြည့်တာ ယဟန္တာတွေပါဗျာ ယဟန္တာကြီးတွေကလောဘရှိသေးလား မရှိပါဘူးဗျာ ယာတုဂုံတိန်ရှိတဲ့ဥစ္စာဘာမှမလို့ချင်းအကုန်လုံးစွန့်ပြီးသားကြီးယဟန္တာကြီးတွေစွန့်ထားတဲ့တတွေးနဲ့တူတဲ့လာဘသက်ကာယယာတုဂုံတိန်တွေကိုမင်းဘာဖြစ်လို့လိုချင်နေတာလဲမင်းကတတွေးစားတဲ့အကောင်လို့ဘုရားကဒီလိုပြောလိုက်တော့အဲ့ဒီမှာဒေဝရကဘုရားကိုနာတာပြည့်တိုင်းနာပြီးတော့မလုပ်လဲဘုရားကိုသေချောင်း၃ချိန်ကြံတယ်ဘုရားကိုသေချောင်းဘယ်နှချိန်ကြံလဲ၃ချိန်ပါဗျာအဇာတတနဲ့ပေါင်းပြီးတော့ဘုရားတစ်ပင်အောက်မှာတရင်သုံးနေတော့ညာသမားတွေနဲ့ဘုရားကိုညာနဲ့ပြစ်တတ်တာဗုဒ္ဓရဲ့ဂုဏ်တော်ကြောင့်ညာသမားတွေအကုန်လုံးသောတာပန်တည်းမအောင်မြင်ဘူးဒုတိယတစ်ချိန်နာလာဂိရိဆင့်ဒုတိယတစ်ချိန်ပါတယ်လေနာလာဂိရိဆင့်ပါဗျာအရက်တိုက်ပြီးတော့မြတ်စွာဘုရားကိုနင်းတတ်ဖို့လို့ကြံတယ်အောင်မြင်သလားမအောင်မြင်ပါဘူးဗျာလူခိုင်းလည်းမရတိရစ္ဆာန်ခိုင်းလည်းမရငါကိုယ်တိုင်တတ်မယ်ဆိုပြီးတော့ဂိသကုတ်တောင်ပေါ်တက်ပြီးတော့မလုပ်ကြောက်မောင်းဆင်ပါတယ်ကြောက်မောင်းဆင်တယ်ကြောက်တုံးရိုက်ချတယ်ဟုတ်တယ်မဟုတ်လားမှန်လားပါဗျာအဲ့တော့ဒီဒေဝရရဲ့စိတ်ထဲကိုဘုန်းကြီးတို့ပြိဿတိုင်းဆန်းစစ်ကြည့်ရအောင်ကုသိုလ်စိတ်မဖြစ်တော့ဘူးဖြစ်သေးလားမဖြစ်ပါဘူးဗျာကုသိုလ်စိတ်ဖြစ်တော့သူ့ရဲ့တလုံးကြိုက်တဲ့ကိုဘာတွေထဲလဲအဲ့ဒီလောဘတွေထဲတယ်ဒေါသတွေထဲတယ်အာဃာတတွေထဲတယ်နောက်ဆုံးဒေဝရရဲ့ဘဝဟာဂျိုက်ဆုပ်ဂျိုက်ပြဘဝပါပြတ်တတ်ထွက်သွားတာငရဲဆင်းသွားတာငရဲဆင်းသွားတာငရဲဆင်းသွားပါတယ်ဗျာအေးအဲ့တော့ဘုန်းကြီးတို့ပြိဿပေါင်းတော်ကောင်းတို့ဘုန်းကြီးပြောချင်နေတာကကိုယ့်ရဲ့ဘဝဟာဘယ်လိုလဲမနဲ့မိုးလင်းလာတာနဲ့ตาရည်သမီးရည်စီးပွားရေးလူမှုရေးအိမ်တော်ရေးနိုင်ငံရေးဒီကိစ္စတွေနဲ့လုံးလဲချလဲလိုက်ပြီးတော့ညနေအိယာဝင်တဲ့ထိအောင်ဘာကုသိုလ်ကောင်းမှုတစ်ခုလေးမှမရဘူးဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာတလုံးကြိုက်ဘာကြိုက်လဲပြည့်တဲ့တလုံးကြိုက်ပါဗျာဘဝစုပ်ပြတ်တတ်သွားလိမ့်မယ်ဟုတ်လားပြည့်တဲ့မှန်လားပါဗျာအဲ့တော့ဘုန်းကြီးတို့ပြည့်တဲ့ကတလုံးကြိုက်ဖြစ်ရှင်တာလားအဆင့်ကြိုက်ဖြစ်ရှင်တာအဆင့်ကြိုက်ဖြစ်ရှင်ပါတယ်ဗျာဆင့်ဆိုတဲ့နေရာမှာ၄ဆင့်ရှစ်ပါးနဲ့ဆင့်၄ဆင့်ပါဗျာ၄ဆင့်ကြိုက်တာဘုန်းကြီးတို့ပြည့်တဲ့သူအံလေးနဲ့သူခွင်လေးနဲ့တေတေတတ်တတ်လေးမရှိဘူးလားရှိပါတယ်ဗျာကဲဆိုလိုက်ပါတလုံးကြိုက်ဟာတလုံးကြိုက်ဟာအဆင့်မပါအဆင့်မပါရှုပ်ခါနေတော့တာရှုပ်ခါနေတော့တာတလုံးကြိုက်ဟာတလုံးကြိုက်ဟာအဆင့်မပါအဆင့်မပါရှုပ်ခါနေတော့တာရှုပ်ခါနေတော့တာလေးစင်ကြိုက်ဟာလေးစင်ကြိုက်ဟာအဆင့်ပါအဆင့်ပါတန်ခါရှင်းနေတာတန်ခါရှင်းနေတာလေးစင်ကြိုက်ဟာလေးစင်ကြိုက်ဟာအဆင့်ပါအဆင့်ပါတန်ခါရှင်းနေတာတန်ခါရှင်းနေတာလောကီအလုတ်လောကီအလုတ်နေတိုင်းရှုပ်နေတိုင်းရှုပ်ကြိုက်စုပ်ခေါ်ရတာကြိုက်စုပ်ခေါ်ရတာလောကီအလုတ်လောကီအလုတ်နေတိုင်းရှုပ်နေတိုင်းရှုပ်ကြိုက်စုပ်ခေါ်ရတာကြိုက်စုပ်ခေါ်ရတာတာယသမီးစီပွားရေးလူမှုရေးတွေနဲ့အချိန်ကုန်ပြီးတော့ဥပုံနေမှမသိဘုရားကြောက်ကလည်းမရောက်အားတော့တခါလမ်းနဲ့ဓမ္မကြီးတွေတွေ့တယ်ဘုရားကနှုတ်ဆက်တယ်ဓမ္မကြီးတို့လည်းကြောင်းမရောက်တာကြာရောတမဘုရားသူတို့ဘာပြောတော့ဆိုတော့တပည့်တော်ဘုရားတဲ့လူတာမရောက်တဲ့စိတ်တော့ရောက်ပါတယ်တဲ့ဘာလဲလဲတရစ်တာစိတ်တော့ရောက်ပါတယ်ဗျာဘာမရောက်ဘူးလေလူမရောက်တာပါဗျာဘာရောက်တယ်လေစိတ်ရောက်တာပါဗျာဘုန်းကြီးတွေတို့တော့ပြောတယ်ရှင်ဘုရားတဲ့လူတာမရောက်တဲ့တပည့်တော်ကတော့စိတ်ကတော့ခဏခဏရောက်နေတယ်သူစိတ်ကြီးဘာလာလုပ်တာလဲဘုန်းကြီးကြောင်းလူလာရင်တော်သေးတယ်ဟုတ်တယ်ဘုန်းကြီးကစိတ်မမျောဘူးလူမျောတာဘာမျောတာလဲလူမျောတာပါဗျာလူလာမှစားတရားတောက်တရားပါလာမှာဗောဘုန်းကြီးကြောင်းလာတော့ငပြောသည်ဝယ်လာမယ်ပန်းသည်ဝယ်လာမယ်ကိတ်မုတ်ဝယ်လာမယ်ဟုတ်တယ်မဟုတ်လားမှန်လားပါဗျာအဲ့ဒါသူကအောင်မယ်ရှင်ဘုရားတဲ့တပည့်တော်တာယသမီးနဲ့ရှုပ်လို့ဗျာလူတာမရောက်တဲ့ဘုရားတဲ့စိတ်တော့ရောက်ပါတယ်တလုံးချိုင်းမှကြီးမလာခဲ့နဲ့အဲ့ဒီစိတ်လူလာလို့ဘာမှမစားဘူးစားရလားစိတ်ကြီးပဲသူကလွတ်နေတာဟိုဘုန်းကြီးเจ้าကိုစိတ်ပဲလွတ်တယ်လူလာမှဘာလာမှလည်းပဲရတာလူလာမှပါအဲ့ဒါမှတ်ထားတော့ဘုန်းကြီးလမ်းနဲ့တွေ့လို့နှုတ်ဆက်ရှင်ဘုရားတပည့်တော်မအားလို့မလာဘူးဘုရားလို့ပြောရတယ်တချို့ကမလောကလောက်တာရှင်ဘုရားတဲ့လူတာမရောက်တဲ့စိတ်ကတော့ရောက်ပါတယ်ဗျာဘာလာလို့မှသူစိတ်ကြီးမလာခဲ့နဲ့လှုပ်ရှုပ်တယ်เจ้าဟောသူစိတ်လည်းကိုတွေ့ရတာလည်းမဟုတ်ဘူးတွေ့ရလားမတွေ့ရပါဘူးဗျာစားရောစားရလားမရပါစားလည်းမစားတွေ့လည်းမတွေ့ရနဲ့မလာနဲ့ရှုပ်တယ်လာရင်လားလူလာအဲ့ဒါပြောတယ်တွေ့လို့ရှိရင်ရှင်ဘုရားတဲ့လူကလာမြောက်တဲ့စိတ်တော့ခဏခဏရောက်တယ်ဗျာတဲ့မလာနဲ့ခဏခဏလည်းကားမလာနိုင်ဘူးပြောပေါ့လောကကလှုပ်သေးတယ်မဲလူတာမရဘူးစိတ်ကတော့ခဏခဏရောက်ပါတယ်တဲ့သာဓုကဲအဲ့လိုပြေတာပေါင်းတော်ကောင်းတို့
ဆင့်ကြိုက်လေးပေါ့ဗျာအဲ့တော့အဆင့်ကြိုက်ဆိုတဲ့နေရာမှာဘုန်းကြီးကကြိုက်ကို၄ဆင့်ပြောခြင်းတယ်ဘယ်နှဆင့်ကြိုက်လဲ၄ဆင့်ပါဗျာကဲဆိုလိုက်ပါဒါနပြုကာဒါနပြုကာတစ်ဆင့်မှာတစ်ဆင့်ဟာသေချာဆင့်လိုက်ပါသေချာဆင့်လိုက်ပါဒါနပြုကာဒါနပြုကာတစ်ဆင့်မှာတစ်ဆင့်မှာသေချာဆင့်လိုက်ပါသေချာဆင့်လိုက်ပါဒါနပြုကာဒါနပြုကာတစ်ဆင့်မှာတစ်ဆင့်မှာသေချာဆင့်လိုက်ပါသေချာဆင့်လိုက်ပါ၄ဆင့်ကြိုက်အောက်ဆုံးထမင်းထည့်မယ်ထမင်းမပိုင်စားလုံးဖြစ်ဘူးဟုတ်တယ်မဟုတ်လားမှန်လားပါဗျာဟင်းမပိုင်မောက်အကျော်လေးပါလေးနဲ့ဝယ်စားလို့ရသေးတယ်အဲထမင်းအရင်ထည့်ဘာရင်ထည့်မယ်ထမင်းအရင်ထည့်မှာပါဗျာထမင်းဟာဒါနထမင်းရပါဒါနပါဗျာပထမဦးဆုံးကြိုက်ဟာဒါနပဲပထမဦးကြိုက်ဟာဘာလဲဒါနပါဗျာဒါကြောင့်ဘုန်းကြီးတို့ဘုရားအလောင်းတော်သူမေတ္တာရသေးဘုရားကဒီပင်ကရာဘုရားကမင်းဘုရားဖြစ်မဲ့မင်းဘုရားအလောင်းလို့အဲ့ဒီလိုဗျာဒိတ်လဲပေးလိုက်ကိုဘုန်းကြီးတို့ဘုရားအလောင်းကကြည့်တယ်ရှေ့ကဘုရားအလောင်းတွေပါရမီဖြည့်တဲ့နေရာမှာဝိပဿနာတရားအရင်အားထုတ်သလားဥပုဒ်တွေအရင်စောက်သလားဘာအရင်လှုပ်တုံးလို့ကြည့်လိုက်တဲ့အခါကျတော့ဝိသိနန္တောဒရာဓက္ခေပထမဒါနပါရမီဩဒါနပါရမီအရင်ဖြည့်ရတာဟုတ်ဘာပါရမီတဲ့လဲဒါနပါရမီပါဗျာဒါကြောင့်ဘုန်းကြီးတို့ဘုရားအလောင်းတော်ဟာနော်ဘုဒ္ဓသင်ဘဝတည်းကဒီပရဟိတလုပ်ငန်းဆိုကိုရှိတာကိုမစားဘူးသူများပေးစားတယ်ကိုရှိတာကိုကြီးမှုမှုသူများနဲ့ဝေပြီးတော့ဝတ်တယ်ဒီလိုပရဟိတလုပ်ငန်းကိုအရင်လုပ်ခဲ့ဒါကြောင့်မို့လို့ပရဟိတမြတ်ဗုဒ္ဓထုလအာဇာနီလို့ဆိုပြီးတော့ယောတိပိဋကဆရာတော်ဘုရားကြီးကဒီလင်္ကာလေးနဲ့စီပြီးတော့ဗုဒ္ဓကိုပူဇော်ထားတာ။အဲဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးပြောခြင်းတယ်ကိုအာမပြတ်တယ်ဒီဆောင်းလောင်းအသင်းတွေအသင်းတို့သင်းသားတွေဘာလို့ပရဟိတလုပ်ငန်းလုပ်နေတာဗုဒ္ဓလမ်းစဉ်ဘာလမ်းစဉ်လဲဗုဒ္ဓလမ်းစဉ်ပါဗျာကုဓမ္မသဘင်တရားဝင်ကြီးကျင့်ပါတယ်ဆိုတာပရဟိတလုပ်ငန်းဘာလုပ်ငန်းလဲပရဟိတလုပ်ငန်းပါဗျာပင်မတယ်မပင်မဘူးလားပင်မပါတယ်ဗျာပလင်ချအုပ်ခင်းအုပ်အခမ်းအနားပြုံးတရားနာလဲဖေုံမီးရှာအုပ်အာသတ္တမသွားခေါ်အောင်ဟာလှုပ်လိုက်ရတာဘုန်းကြီးတို့ပြည့်တယ်ကိုနဲ့ရှင်းပြီးတော့အများအကျိုးတွေသူတို့တရားနာကြပါစေဆိုတဲ့ဒီစိတ်ဟာအဲ့ဒါပရဟိတပဲဟုတ်တယ်မဟုတ်လားမှန်လားပါဗျာကိုဒီချိန်အိမ်မှာ TV ကြည့်နေမယ်တဲ့ကိုရီးယားကကြည့်နေမယ်သို့မဟုတ်တိတ်ကိုတွေ့ငါပြီးတော့ကြည့်နေမယ်အေးဆေးမရဘူးလားရပါတယ်ဗျာအဲ့ဒါဒီအသာထားအဲ့ဒါအသာထားဆွမ်းလောင်းသိကြီးဆွဲခြင်းမြောက်ဓမ္မသဘင်တရားကမဖြစ်မနေကျင့်ပါမယ်ဆိုပြီးတော့လာပါအောင်ကမန္တထူအောင်ဟိဝါကင်မအောင်နှိကင်မအောင်စာကြည့်ရပြီခင်မအောင်ကမျက်စိလက်မအောင်ကတရားပြီးသွားတော့ဒီလုပ်ငန်းတွေကိုဆောင်ရွက်တယ်ဆိုတာဘုန်းကြီးမြေတဲ့ကိုချိုးပါသလားမပါပါဘူးဗျာပရဟိတလုပ်ငန်းဘာလုပ်ငန်းလဲပရဟိတလုပ်ငန်းပါဗျာအများအကျိုးတွေဆောင်ရင်းနဲ့နောက်ဆုံးကြတော့ကိုယ့်အကျိုးပါဖြစ်လေအောင်ပါတယ်ဗျာကုသိုလ်တွေရသွားတာဘာတွေရသွားလဲကုသိုလ်တွေရသွားတာပါဗျာတပြားတစ်ချက်မှမလူနိုင်နဲ့တပည့်စီခတ်လိုက်တာနဲ့ဝေယဝိဆကုသိုလ်ရသလားမရဘူးလားရပါတယ်ဗျာကောင်းပြီပြောဦးမယ်ဘုန်းကြီးတို့ပိဋကတည်နေတာကကုသိုလ်က၃မျိုးတည်းရှိတယ်ကုသိုလ်ဘယ်နှမျိုး၃မျိုးပါဗျာဒါနသီလဘာဝနာပြောဒါနသီလဘာဝနာကုသိုလ်ဘယ်နှမျိုးလဲ၃မျိုးပါဗျာခုနကဘုန်းကြီးကပြောလိုက်တယ်ဝေယဝိဆကုသိုလ်တဲ့ဘာကုသိုလ်လဲဝေယဝိဆကုသိုလ်ပါဗျာပါလားဟောမပါဘူးကုသိုလ်ရဲ့မူလက၃မျိုးပဲရှိတယ်ကုသိုလ်ရဲ့မူလကပါလား၃မျိုးပါဗျာဒါနရဲ့သီလရဲ့ဘာဝနာရဲ့ပါဗျာဒါဖြင့်တပည့်စီလက်တာဥက္ကပကံတိုက်တာအလှူထဲမှာအခုတရားဝဲသိမ်းသွားတယ်ပြီးပြီတပည့်စီလဲမယ်အကုန်လုံးခါဖုံးတွေပါလေခါခက်ပြီးလှုပ်တယ်ဟဲ့လှုပ်ပါဟဲ့ကောင်းမကြီးလှုပ်ပါအေးပါလှုပ်ပါအေးကုသိုလ်ရပါတယ်အေးဥက္ကပကံစီလဲလှုပ်ပါဟဲ့ကုသိုလ်ရပါတယ်ဟဲ့မပြောဘူးလားပြောပါတယ်ဗျာဘာကုသိုလ်လဲဝေယဝိဆကုသိုလ်ဘာကုသိုလ်လဲဝေယဝိဆကုသိုလ်ပါဗျာကောင်းပြီအဲ့ဒီဝေယဝိဆကုသိုလ်ကိုဘယ်ထဲမှာထည့်မလဲကုသိုလ်၃မျိုးခေါင်းစဉ်အောက်ကိုရှာရအောင်ဘုန်းကြီးတို့ပြည်တိုက်ဒါဝေယဝိဆလုပ်တဲ့ပုဂ္ဂိုလ်တွေအတွက်ဘုန်းကြီးကြုံလုံးပြောသွားတာပါဒါနဆိုတာပေးတာဒါနဆိုတာပါလေပေးတာပါဗျာဆိုတော့ဝေယဝိဆဆိုတာကိုယ်နဲ့လုပ်ရတာပေးတာလည်းမဟုတ်ဘူးသူကဒါပေမဲ့ဒါနလည်းထည့်လို့မရဘူးရသလားမရဘူးသီလကိုကြော်လိုက်ဘာဝနာတဲ့ဗါရလည်းပြည့်တယ်ဘာဝနာပါဗျာဘာဝနာဆိုတာကလည်း2မျိုးရှိတယ်သမထနဲ့ဝိပဿနာဘာနဲ့လဲသမထနဲ့ဝိပဿနာပါဗျာပရိစိတ်တာတို့ဘုရားရှိခိုးတာတို့လည်းမဟုတ်ဘူးသူကဝေယဝိဆလုပ်နေတာဆိုတော့သူသမထနဲ့ထည့်လို့မရ
ခန္ဓာညာဆိုင်ပြီးတော့ဝိပဿနာရှုဆိုတော့လည်းပဲဒါကဝိပဿနာဝေယဝဆလုံးနေအဲ့ဒါလုံးလို့ရသလားဒါဖြစ်လို့ရှိရင်ဒါနတဲ့လည်းထည့်လို့မရဘာဝနာတဲ့လည်းထည့်လို့မရသီလတဲ့ကိုထည့်ဘယ်နဲ့ထည့်သီလတဲ့ကိုထည့်ပါတခြားမှတ်တော့ဝေယဝဆကုသိုလ်သည်သီလထဲမှာပါတယ်ဘယ်ထဲမှာပါလဲသီလထဲမှာပါပါတယ်ဗျာကောင်းပြီသီလ2မျိုးရှိသီလဘယ်နှမျိုး2မျိုးပါဗျာဝါရိတ္တသီလစာရိတ္တသီလပြောဝါရိတ္တသီလစာရိတ္တသီလပါဗျာသီလဆိုတာအကျင့်သီလဆိုတာပါလားအကျင့်ပါဗျာဘုရားကကျင့်ရမယ်တဲ့တစ်ဝါရိတ္တသီလမလုံးနဲ့တားမြစ်တဲ့သီလကိုဝါရိတ္တသီလတားမြစ်တဲ့သီလကိုဝါရိတ္တသီလပါဗျာသူများတဲ့မတတ်နဲ့တားမြစ်တာသူများပစ္စည်းမခိုးနဲ့တားမြစ်တာသူများသားမယားမစော်ကားနဲ့လိမ်မပြောနဲ့အရှက်မတောင်းနဲ့အဲ့ဒါတားမြစ်တာအဲ့ဒါဘာလို့တာတားမြစ်တာပါဗျာတားမြစ်တဲ့သီလကိုဝါရိတ္တသီလဘာသီလဝါရိတ္တသီလပါဗျာမလုံးနဲ့လို့တားမြစ်တဲ့သီလမှန်တယ်များအကျင့်မှန်တယ်များကိုသီလကိုအကျင့်လို့မှတ်ထားနော်သီလဆိုတာဘာလဲအကျင့်ပါဗျာမလုံးနဲ့လို့တားမြစ်သောအကျင့်ကိုဝါရိတ္တသီလဘာသီလလဲဝါရိတ္တသီလပါဗျာလုံးရမယ်လို့ဒီအကျင့်ကတော့လုံးကိုလုံးရမယ်လို့ဘုရားရှင်ကိုရောမြတ်ကလှုပ်ခိုင်းတဲ့အလုပ်မျိုးကိုစာရိတ္တသီလတဲ့ဘာသီလစာရိတ္တသီလပါဗျာကဲဘုန်းကြီးတို့သာသနာသုံးတယ်ပဲပြောပြပါမယ်ဘုန်းကြီးတို့ကျောင်းနိုင်ထဲမှာတန်ဃာတွေတပည့်စီလဲရတယ်ဟာလို့တပည့်စီလဲရပါတယ်ဗျာဘုရားတန်ဃာတွေကိုသေနာသနာဝတ်ဆိုတာရှိတယ်ဘာဝတ်လဲပရိသတ်သေနာသနာဝတ်ပါသေနာသနာမင်းတို့တပည့်စီလဲရမယ်မြတ်စွာဘုရားကရှင်သာရိပုတ္တရာတရားမှတ်တယ်သူနာမှာအမိုက်တွေတစ်ပင်အောက်မှာပွားနေတာပဲခါတယ်မြတ်စွာဘုရားကြွားသွားတယ်ကြွားတော့ရှင်သာရိပုတ္တရာဘုရားကြွားတော့ဦးချတယ်မြတ်စွာဘုရားရှင်သာရိပုတ္တရာပြောတယ်စိတ္တသာရိပုတ္တရာတဲ့သာသနာတော်မှာငါဘုရားပြီးအကြီးဆုံးဘယ်သူလဲတပည့်တော်ပါဘုရားတဲ့မင်းလို့အကြီးဆုံးပုဂ္ဂိုလ်ကကျောင်းသင်္နာသနာဝမလုပ်ဘဲနဲ့မင်းတရားထိုင်ပြီးရောဆိုပြီးတော့တပည့်စီမလဲဘဲနဲ့မသိမဆဲဘဲနဲ့ဒီမှာကြီးစမ်းတကျောင်းလုံးပါစီတက်နေတာဘာလို့ဒီလိုလုပ်ရတယ်လဲဆိုဘုရားအဲ့ဒီမှာရှင်သာရိပုတ္တရာကိုပြောတာပြောတော့မှရှင်သာရိပုတ္တရာကြီးနောက်ကအတက်ထက်ဆုံးအဲ့ဒီချိန်ကစပြီးတော့အမြဲတမ်းသင်္နာသနာဝတပည့်စီလဲတယ်တန်ဃာတွေဆုံးကကြွသွားပြီဆိုရှင်သာရိပုတ္တရာနောက်ဆုံးမှဆုံးကလိုက်တယ်ဘာလို့တလဲတန်ဃာတွေနေတဲ့ကျောင်းတွေပေါ်တက်ပြီးတော့သင်္ကန်းတွေခောက်တယ်ဟောတပည့်စီလဲတယ်တောက်ရအိုးတွေရေဖြည့်တယ်ပြီးတော့မှရှင်သာရိပုတ္တရာကတပိတ်ပိုက်ပြီးတော့ဆုံးကနောက်ကလိုက်သွားတာအဲ့ဒီသီလမျိုးကိုစာရိတ္တသီလဘာသီလစာရိတ္တသီလပါဗျာဒါဖြင့်သီလဘယ်နှမျိုးရှိ2မျိုးပါဗျာကဲကောင်းပြီအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတော့ဘုန်းကြီးပြောပြရစီတော့ဝေယဝဆကုသိုလ်ဆိုတာသီလထဲမှာပါသွားပြီဘယ်ထဲမှာသွားလဲသီလထဲမှာပါပါတယ်ဗျာဘာသီလစာရိတ္တသီလဘာသီလစာရိတ္တသီလပါဗျာကဲအဲ့ဒါပါပဲအဲ့တော့ဘုန်းကြီးတို့သာသနာတော်မှာပြည့်တိုင်အသိဉာဏ်အရေးကြီးတယ်ဘာအရေးကြီးလဲအသိဉာဏ်အရေးကြီးပါတယ်ဗျာပတ်စံမကုံမဲနဲ့ကုသိုလ်ရတဲ့လုပ်ငန်းတွေရှိလားမရှိဘူးလားရှိပါတယ်ဗျာအသိပဲအရေးကြီးတာပဲအသိရှိပြီဆိုရင်ကုသိုလ်ကယူလို့ရတယ်ရသလားမရဘူးလားရပါတယ်ဗျာဩငါဒါဘုရားရှိခိုးခြင်းဘုရားရှိခိုးတာပတ်စံပေးရလားမပေးရပါဘူးဗျာပဋိစိတ်တာပတ်စံပေးရလားမပေးရပါဘူးတရားထိုင်တာပတ်စံပေးရမပေးရပါဘူးဝေယဝဆဘုရားမပေးရအောင်ပတ်စံပေးရသလားမပေးရပါဘူးဗျာအဲ့တော့ဘုန်းကြီးပြောချင်တာကအသိရှိတာလို့ရှိလို့ရှိရင်ကိုဘဝတည်းကအချိန်လေးတွေကိုဖက်ပြီးတော့ခုနကတော့ငါပြောသလိုပေါ့တလုံးကြိုက်ဘဝကရုံးထွက်ရမှာဘာကြိုက်ဘဝကလဲတလုံးကြိုက်ဘဝရုံးထွက်ရမှာပါဗျာအဲ့တော့ဒါနတစ်ဆင့်ဆင့်ဒါနရှင်ပြီးနောက်တစ်ဆင့်ကပါလဲသီလနောက်တစ်ဆင့်ကပါလဲသီလပါကဲဆိုလိုက်ပါပြေးတိုင်သီလစောင့်ငါသီလစောင့်ငါနှစ်ဆင့်မှာသေချာဆင့်လိုက်ပါသီလစောင့်ငါနှစ်ဆင့်မှာသေချာဆင့်လိုက်ပါသီလစောင့်ငါနှစ်ဆင့်မှာသေချာဆင့်လိုက်ပါဆိုကြည့်စမ်းပါဗျာသီလစောင့်ငါတစ်ဆင့်မှာသေချာဆင့်လိုက်ပါသီလစောင့်ငါနှစ်ဆင့်မှာသေချာဆင့်လိုက်ပါသီလစောင့်ငါနှစ်ဆင့်မှာသေချာဆင့်လိုက်ပါမနှစ်ဆင့်ရသွားပြီနှစ်ဆင့်ပါဗျာ
20နဲ့ကြိုက်ကအဖုံးတက်လို့မရခြင်းသေးဘူး4စင်းကြိုက်ပြောမှာဘယ်နဲ့စင်းကြိုက်လဲ4စင်းကြိုက်ပါဗျာကဲဆိုလိုက်ပါသမထဘွားကသမထဘွားက3စင်းမှာ3စင်းမှာသေချာဆင်းလိုက်ပါသေချာဆင်းလိုက်ပါဆိုလိုက်ဗျာသမထဘွားက3စင်းမှာသေချာဆင်းလိုက်ပါသမထဘွားက3စင်းမှာသေချာဆင်းလိုက်ပါသမထဘွားက3စင်းမှာသေချာဆင်းလိုက်ပါ4စင်းမြောက်မှာ4စင်းမြောက်မှာဝိပဿနာသေချာဆင်းလိုက်ပါသေချာဆင်းလိုက်ပါ4စင်းမြောက်မှာ4စင်းမြောက်မှာဝိပဿနာသေချာဆင်းလိုက်ပါသေချာဆင်းလိုက်ပါဆိုလိုက်4စင်းမြောက်မှာဝိပဿနာသေချာဆင်းလိုက်ပါ4စင်းမြောက်မှာဝိပဿနာသေချာဆင်းလိုက်ပါ4စင်းမြောက်မှာဝိပဿနာသေချာဆင်းလိုက်ပါပြည့်တဲ့ဘယ်နဲ့ရှင်း4စင်းပါဗျာဒါနသီလသမထဝိပဿနာပြောကြည့်ဒါနသီလသမထဝိပဿနာသမထဆိုတဲ့စလုံးလေးကိုပြောင်းပြီးတော့ဘုန်းကြီးပြောမယ်သမထကိုတမာဓိလို့ခေါ်တယ်သမထကိုဘာခေါ်တမာဓိလို့ခေါ်ပါတယ်ဗျာတမာဓိဆိုတာစိတ်တည်ကြည်တာတမာဓိဆိုတာဘာလဲစိတ်တည်ကြည်တာပါဗျာစိတ်တည်ကြည်တဲ့လုပ်ငန်းလေးကိုလည်းလုပ်ပေးပါတဲ့မနေ့မိုးလင်းဘုရားရှိခိုးတယ်မရှိခိုးဘူးလားရှိခိုးပါတယ်ဗျာဘုရားရှိခိုးရင်စိတ်ကြည်တယ်ဘုရားရှိခိုးရင်ဘာဖြစ်လဲစိတ်ကြည်ပါတယ်ဗျာစိတ်တည်တယ်စိတ်ကြည်တယ်ပရိစိတ်တယ်ဘုရားရှိခိုးပရိစိတ်မေတ္တာပို့ပရိပဋ္ဌာန်ရွတ်အဲ့ဒါသမထအဲ့ဒါပါလေသမထပါဗျာမနေ့မိုးလင်းအဲ့ဒါလိုလုပ်ပေးရတယ်မလုပ်ပေးရဘူးလားလုပ်ပေးရပါတယ်ဗျာညအိယာဝန်ခံနေတဲ့ဘုရားရှိခိုးမယ်ပရိစိတ်မယ်မေတ္တာပို့မယ်ပရိပဋ္ဌာန်ရွတ်မယ်အဲ့ဒါလုပ်တဲ့လုပ်ငန်းမှန်သမျှကိုပရိတိုင်သမထလို့မှတ်လိုက်ဗါတယ်လေသမထပါဗျာတနည်းပြောရင်တမာဓိတနည်းပြောရင်ဗါတယ်တမာဓိပါဗျာအေးကိုယ်စိတ်ကလေးကိုလည်းအဲ့ဒီလိုငြိမ်းချမ်းတဲ့နေရာလေးကိုပို့ပို့ပဲတဲ့ဘာဖြစ်လို့တော့ဆိုတော့တနေ့လို့နာရီသမီးရှိဝိုင်းလူမျိုးမငြိမ်းချမ်းတဲ့နေရာကနေပြီးတော့လာလိုက်ရတာညကြတော့လည်းမငြိမ်းမချမ်းတဲ့ပဲအိပ်ပျော်သွားတာအဲ့တော့ရတဲ့အချိန်လေးမှာ10မိနစ်ရ10မိနစ်5မိနစ်ရ5မိနစ်ကိုအဲ့လိုငြိမ်းချမ်းတဲ့နေရာလေးကိုစိတ်ကိုပို့ပေးတဲ့ဘုန်းကြီးတို့ရောဆိုတော့ဘုရားကြီးကရုပ်ဤနေရာစိတ်နေရာနှမျိုးရှိရုပ်ဤနေရာထားယုံမှာစိတ်မှာအားမရှိရုပ်ကိုတော့ဘုန်းကြီးတို့အမျိုးမျိုးထားတယ်ဘိုးနဲ့အိမ်နဲ့တိုင်းနဲ့ကားနဲ့စိတ်နဲ့ရွှေနဲ့ငွေနဲ့ရုပ်ကြီးကိုတော့ထားတယ်ပြည့်စုံအောင်ထားတယ်စိတ်ပိုင်းဆိုင်ရာကြအဲ့လိုငြိမ်းချမ်းတဲ့နေရာကိုဘုန်းကြီးတို့စိတ်တွေမပို့နိုင်တော့ဘာဖြစ်လဲစိတ်တွေရောက်ရခတ်လာတယ်စိတ်တွေဘာဖြစ်လာရောက်ရခတ်နေပါတယ်စိတ်တွေရောက်ရခတ်လာတော့ညကြတာဘာဖြစ်လဲအိမ်မပြောဘူးညကြတော့ဘာဖြစ်လဲအိမ်မပြောပါဘူးဗျာလွန်ခဲ့တဲ့အနှစ်20ကစေပညာလောကမှာဒိုင်ယာစီပင်ဆိုတဲ့ဆေးမရှိပါဘူးရှိသလားရှိဘူးဒိုင်ယာစီပင်ဆိုတဲ့ဆေးလုံးဝမရှိလွန်ခဲ့တဲ့အနှစ်20ဝန်းကျင်က20 30လောက်ကပေါ့လုံးဝမရှိဘူးတို့ညကြအိပ်ပျော်သွားတယ်ဒီနေ့ခေတ်တော့ဘာဖြစ်လဲလူတွေကစီဝါရေးရမနာမနေတခါလေခိုးပဲအနှစ်20 30ရတယ်ကိုနှစ်ဆ30တိုးပြီးတော့ရှာတော့လူလဲပန်းတယ်စိတ်လဲပန်းတယ်ဟုတ်တယ်မလားမှန်ပါပါဗျာအဲ့တော့ပန်းလာတဲ့စိတ်ကိုဘာဖြစ်လဲနွမ်းလာတဲ့စိတ်ကိုဘုရားအာယုတရားအာယုကုသိုလ်အောင်နဲ့မထားဘူးဆိုရင်တော့ဘုန်းကြီးတို့ပြည့်တိုင်အဲ့ဒီစိတ်ကြိုင်ဒုက္ခရောက်ပြီအဲ့ဒီစိတ်ဘာဖြစ်လဲကြိုင်ဒုက္ခရောက်မှာညကြရင်အိမ်မပြောဘူးအိမ်ပြောတော့ဘာဖြစ်လဲအိမ်ဆေးတောက်ရတယ်အိမ်ပြောတော့ဘာဖြစ်လဲအိမ်ဆေးတောက်ရပါတယ်ချို့ကခုံယူပြီးတော့ပြောသေးတယ်ဒီလိုဘုရားညကြအိမ်မပြောလို့အိမ်ဆေးတောက်ရတယ်အလဲအိမ်ဆေးတောက်ရတာများခုံယူနေသေးတယ်အဲ့ဒီပုဂ္ဂိုလ်ကအိတ်ရှင်းတောက်ပြီးမှအိတ်တယ်ဆိုတဲ့ကဒီပုဂ္ဂိုလ်ရဲ့စိတ်ကငြိမ်းချမ်းတဲ့ရှိကိုမပို့ဘူးဆိုတာကြိတ်နေသွားပြီဟုတ်လားဘုရားသားမှန်ပါတယ်ဗျာအဲ့တော့ဘုန်းကြီးတို့ဘုရားသားကိုဘုန်းကြီးပြောချင်တာကဒီသမထလုပ်ငန်းဆိုတာဘယ်မှသွားစရာမလိုကိုယ့်မှာကိုဘုရားရှိခိုးဘုရားကအာယုံကဘုရားရှိခိုးပြီးတဲ့စိတ်ကိုဒုံဒုံချဘာအကြောင်းမှခေါင်းနဲ့ချက်မတွေ့တဲ့တချို့ကလည်းပဇာကနာဩဃပဲပြုတ်တယ်ဟဲ့ဘယ်သူရေးပဲပြုတ်တယ်ခေါ်ရလိုက်အောင်လှမ်းអော်သေးတယ်အောက်ကအဲ့ဒီစိတ်မျိုးကမငြိမ်းချမ်းဘူးငြိမ်းချမ်းမှမလားငြိမ်းချမ်းပါဗျာကာယကဝစီကမနောကသဗ္ဗတုရခသိဏပြည့်စုံဟဲ့သမီးရဲ့နင်းမောင်လေးငယ်ကောင်နှိုးလိုက်အောင်လေးကြောင်းသွားဖို့လို့7 နာရီထိုးနေပြီလားမသိဘူးဖျားရှိခိုးရနေအောက်ကိုလှမ်းပြီးတော့ဒီစိတ်ကဘယ်လိုဖြစ်တယ်လဲစဉ်းစားကြည့်တာအဲ့ဒါငြိမ်းချမ်းတဲ့နေရာလေးကိုဘုန်းကြီးတို့ပြည့်တိုင်း9မိနစ်ပို့နိုင်9မိနစ်ပဲပို့ပါ10မိနစ်ပို့နိုင်10မိနစ်ပဲပို့ပါဟုတ်လားမှန်ပါပါအဲ့ဒီစိတ်ကိုနေရာပေးဘာကိုနေရာပေးမလဲစိတ်ကိုနေရာပေးရမှာပါဗျာ
နေရာမရတဲ့လူဟာရောက်ရက်ခတ်တာပဲနေရာမရတော့လည်းဘာဖြစ်လဲရောက်ရက်ခတ်ပါလေဗျာအေးဒီတိုင်းပဲစိတ်ကိုလည်းနေရာမပေးနိုင်ဘူးဆိုရင်ဒီစိတ်ရောက်ရက်ခတ်လာပြီဆိုရင်ဒဏ်ရာစီပင်နဲ့မိမိတာတော့တာသွားပြီတချမ်းကစားတော့မရဘူးတလုံးဖြစ်လာစိတ်ငြိမ်စေဒီစားစိတ်ငြိမ်စေမဟုတ်ဘူးဘုရားတဲ့မောဟဖုံးသွားတာဘာမှအသိမရှိတော့အဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဘုန်းကြီးမေးကျင်တာကဘုန်းကြီးတို့ပြည်သားတလုံးကြိုက်ဖြစ်ရှင်တာလားအရှင်းကြိုက်ဖြစ်ရှင်တာအရှင်းကြိုက်ဖြစ်ရှင်ပါတယ်ဗျာအရှင်းကြိုက်မှာကြိုက်ဘယ်နှရှင်း၄ရှင်းပါဗျာကောင်းပြီ၄ရှင်းကြိုက်မှာတစ်ရှင်းပြောက်သွားရင်ကြိုက်ခိုင်းဖုံးလို့ရတာမရပါဘူးဗျာအန်ကြသေးလားမကြပါဘူးဗျာကောင်းပြီအဲ့တော့ငါ၄ရှင်းကြိုက်ဟာတစ်ရှင်းပြောက်သွားတယ်ဆိုရင်အဲ့ဒီတစ်ရှင်းနဲ့သွားဝင်မယ်တဲ့ရောင်းသလားမရောင်းပါဘူးဗျာမရောင်းဘူးဒီတစ်ရှင်းကသိတန်ဖိုးကြီးတာပဲတစ်ရှင်းပြောက်သွားရင်ဟို30လည်းပဲပိတ်လို့မရဖွင့်လို့မရကိုလိုကလာကြီးဟုတ်တယ်မလားဘုရားသားမှန်ပါပါဗျာအဲ့တော့ဘုန်းကြီးတို့ဘုရားသားပေါင်းတော်ကောင်းတို့ဘုန်းကြီးပြောချင်တာကမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်ကြီးနဲ့ကြုံနေတဲ့ချိန်ကာလမှာကိုဘဝတစ်ဆင့်ချင်းတစ်ဆင့်ချင်းတစ်ဆင့်ချင်းမြင့်တယ်ပြီးတော့သွားအောင်ဘဝတန်ဖိုးမြင့်သွားအောင်ဘာလို့ရမလဲတစ်ဆင့်ချင်းဆင့်ယူရတယ်တစ်ဆင့်ချင်းဘာလို့ရလဲဆင့်ယူရပါတယ်ဒါနဆင့်လိုက်သီလဆင့်လိုက်ဘုရားရှိခိုးပရိစိတ်မေတ္တာဘုပ္ပိပဋ္ဌာန်းယသမထဆင့်ပြီးရင်ဝိပဿနာဆင့်ပြီးရင်ဘာဆင့်ဝိပဿနာဆင့်ရမှာပါအေးဝိပဿနာဆင့်မဆင့်ဘူးဆိုလို့ရှိရင်တော့ဘုန်းကြီးတို့ပြည်သားကြီးအဝင်ခွင်ကြဖြစ်ပါမလားမဖြစ်ပါဘူးဗျာအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဒါနတဲ့လှုပ်ဖူးပြီးပါပြီသီလတဲ့ဥပုသ်ဆောက်ကတော့သွားဘူးပါတယ်ဘုရားရှိခိုးပရိစိတ်မေတ္တာပို့တဲ့လှုပ်ဖူးပါတယ်မလှုပ်ဘူးလားလှုပ်ဖူးပါတယ်ဗျာဝိပဿနာအရေးကြီးတယ်ဝိပဿနာခြိုက်မပြောက်စေနဲ့ဘာခြိုက်မပြောက်စေနဲ့ဝိပဿနာခြိုက်မပြောက်စေပါနဲ့ဗျာဝိပဿနာတစ်ချက်ပဲလို့တော့တယ်ဟုတ်တယ်မလားမှန်ပါပါဗျာလေးစင်းသူ့အတူအဝင်ခွင်ကြဖြစ်ရင်ရှင်းပြသွားသလိုပဲဒါနသီလသမထဝိပဿနာအဆင့်၄စင်းကိုရှင်းပြအောင်ဆင်းကြပါလို့ဘဝအဆင့်တန်းဘဝရဲ့တန်ဖိုးကိုဒီနေ့ညဘုန်းကြီးတို့ဒါလေးပြောသွားတာဟုတ်လားဘုရားသားမှန်ပါပါဗျာကဲအဲ့တော့ဘုန်းကြီးတို့ဘုရားသားပေါင်းတော်ကောင်းတို့ကိုယ့်အကူကြည့်ပေါ့ငါအိမ်မှာဘယ်အဆင့်ပြောက်နေလဲငါဘဝမှာဒါနပြောက်နေဒါနအဆင့်များဆင့်သီလပြောက်နေသီလအဆင့်များဆင့်သမထပြောက်နေသမထအဆင့်များဆင့်ဝိပဿနာခြိုက်ပြောက်နေလဲရှာဖို့ဟုတ်လားဘုရားသားမှန်ပါပါဗျာအေးဘုန်းကြီးတို့လူဘဝဆိုတာဉာဏ်နဲ့ဗါတယ်လဲပြောဉာဏ်ပါဗျာရွှေမော်တော်တို့မဟာစေတီတို့ဘုရားတွေရွှေချိုင်းဉာဏ်မစင်ရဘူးလားစင်ရပါတယ်ဗျာဉာဏ်စင်တယ်ဆိုတာအထက်တက်ဖို့လို့ဘာလို့ဖို့လို့လဲထက်တက်ဖို့ပါဗျာဒီတိုင်းပဲလူဘဝရောက်လာတဲ့ဆိုအောက်သွားဖို့တဲ့အထက်တက်ကြောင်းသူတော်ကောင်းတရားတွေလုပ်ဖို့လို့ရောက်လာတာဟုတ်တယ်မဟုတ်လားမှန်ပါပါဗျာအဲ့ဒါတတိမယပဲနဲ့ကုသိုလ်ကောင်းဖို့တတိမယနဲ့ဘဝဉာဏ်ကိုတရှင်းနဲ့ရှင်းမြင့်တယ်မြင့်အောင်လုပ်ရမှာမလုပ်ဖဲနဲ့တာရည်သမီးစီးပွားရေးတွေနဲ့အချိန်ကုန်မယ်ဆိုရင်တတိကင်းစိတ်ကာမစိတ်များအိယုံစားယုံရှားဖွေယုံနဲ့လူကုန်ခန်းဝသင်မလာနဲ့ကာမတတ္တထိုလုံးကွက်ကကြက်ဖြစ်လဲရဝယ်လဲရ၏ဘဝလူရွာသင်ရောက်ရာတွင်လူမှာလူကျင့်လူအဆင့်ကျင့်ပြအပ်သည်သာတဲ့တတိကင်းစိတ်ကာမစိတ်များအိယုံစားယုံရှားဖွေယုံဖြစ်လူပုံခန်းဝသင်မလာနဲ့တဲ့လူပြေကိုမလာခဲ့နဲ့ကာမတတ်တဲ့ထုံလုံးကွက်ကကြက်ဖြစ်လဲရဝက်လဲရ၏ဒီသားရေးသမီးရေးကိစ္စတွေကိုဘုန်းကြီးတို့ပြည်သက်ကရှေ့တန်းတင်ပြီးတော့ဒါကလူဘဝရောက်တော့လို့ထင်းနေတာဘယ်ဟုတ်လိမ့်မလို့ဘုန်းကြီးတို့ပြည်သက်ကြက်ဘဝငှက်ဘဝရောက်တော့ကြက်သားသမီးငှက်သားသမီးရှာမကြွေးခဲ့ရဘူးလားရှာကြွေးခဲ့ရပါတယ်အဲ့ဒါနှိုင်းရှင်ကြည့်လိုက်ပေါ့ကြက်မကြီးကြီးခွေးမကြီးကြီးသူသားသမီးသူရှာကြွေးခဲ့ရတာပဲကြက်ဘဝငှက်ဘဝလောက်တော့ဒီလိုပဲရှာကြွေးခဲ့ရတာလူဘဝရောက်မှဒီသားသမီးရှာကြွေးရတယ်ထင်းနေတာဘယ်ဟုတ်လိမ့်မလို့ဒါကြောင့်မို့လို့ဟိုမှာမာဗောဓိမြေဆိုတော်ဘုရားကြီးကကာမတတ်တဲ့ထိုလုံးကွက်ကကြက်ဖြစ်လဲရဝက်လဲရ၏ဘဝလူရွာသင်ရောက်ရာတွင်လူမှလူကျင့်လူအဆင့်ကျင့်ပြအပ်သည်သာတဲ့တလူလူတလွတ်လွတ်တဲ့အထက်တဲ့ကြောင်း
ကုသိုလ်ကောင်းနေတဲ့ဘဝရှင်းတမ်းမြင့်အောင်ဒါနရှင်းမှာသီလရှင်းမှာသမထရှင်းမှာဝိပဿနာရှင်းမှာခြိုက်မပြောက်ပါသေးနဲ့အရှင်းပြောက်သွားရင်ခြိုက်အံနဲ့ခွင်မတည့်ဘူးဗျာဟုတ်တယ်မဟုတ်လားမှန်လားပါဗျာအဲ့တော့ကိုဘဝကိုဘဝအရှင်းတမ်းမြင့်မြင့်နေသွားဖို့လို့အရေးနှိုးဆော်တန်ပေးတဲ့အနေနဲ့ဒီနေ့ညဟောတဲ့တရားသည်ဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှာလဲတဲ့ဘာတရားလဲဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှာလဲတဲ့ဗျာစကား၃ခုမှတ်ပါတစ်ပရဟိတလုပ်ငန်းတစ်ပါတယ်လေပရဟိတလုပ်ငန်းပါဗျာနှစ်ကုသိုလ်ကောင်းမှုနှစ်ပါတယ်လေကုသိုလ်ကောင်းမှုပါဗျာသုံးက၄စင်းကြိုက်ဖြစ်ပါသေးဘာကြိုက်လဲပရိသတ်၄စင်းကြိုက်ပါဗျာတရားဝဲပြီးလို့ပြန်သွားလမ်းနဲ့ဒကမကြီးတွေတွေ့လို့နှုတ်ဆက်ဟဲ့ညီတို့ဘယ်ရပြန်လာတရားပွဲကပြန်လာတာအတော့ငါတော့မလိုက်နိုင်ပါဘူးအေးဒီမှာနောက်ပိုင်းမှာကလေးတွေကမရှိလို့ငါကအိမ်ဆောက်နေရတယ်ဩအတော်ကတလုံးကြိုက်ကြီးကိုပြောခဲ့အဲ့ဒီဖွားကြီးကိုအဲ့တော့သူလိုက်မေးလဲမယ်ဘာတော့ဟိတလုံးကြိုက်ဆိုတာပြန်ပြောပြတတ်ရမယ်ဟုတ်လားဘုရားသားမှန်လားပါဗျာအတော့တာရည်သမီးရှိပွားရည်တဲ့နေတိုင်းအချိန်ကုန်နေလို့ရှိရင်ဘဝစုပ်ပြတ်တတ်သွားလိမ့်မယ်ဘဝသိုးသွားလိမ့်မယ်ဘဝပြစ်ထုတ်လိုက်ရလိမ့်မယ်ဘဝကြီးကိုဒီဘဝရဖို့မလွယ်ဘူးဝေဒနာပရိသတ်လွယ်ပါဘူးဗျာမလွယ်ဘူးအဲ့တော့ရနေတဲ့ရောက်ခဲနိုင်ကြရခဲနိုင်ကြဟောဒီလူဘဝကြီးကိုရနေတဲ့ချိန်ကကာလမှာအတိအရေးကြီးပါလေဘာရေးကြီးလဲအတိအရေးကြီးပါတယ်ဗျာအတိရှိရင်ကုသိုလ်ဖြစ်တယ်ဖြစ်သလားမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာပတ်စံမကုန်မဲနဲ့ရတဲ့ကုသိုလ်တွေလည်းအများကြီးယူလို့ရပါတယ်အဲ့တော့တော်ပါပြီအဲ့ဒီနေ့ညအလုံးတရားချစ်ခင်စေကောင်းဝင်တဲ့သူတော်စင်တို့ကိုဘုန်းကြီးတို့ဒါလေးပြောသွားပါတယ်အဲ့တော့ဒီတရားဟောရခြင်းရဲ့အကြောင်းအရာလည်းဘုန်းကြီးပြောခဲ့ပြီးပါပြီဟိုဗီဒီယိုကားလေးထဲမှာမော့စ်ပြောသွားတဲ့စကားလေးတစ်လုံးဟာဘုန်းကြီးနားထဲကမထွက်ဘူးဒီကောင်တစ်လုံးချိုက်ဆိုတော့ဟုတ်ပြီအဲ့ဘုန်းကြီးတို့ဓမ္မကတိကဆိုတာကြားတာမြင်တာအကုန်မှတ်ရတယ်လောကကြီးဟာကိုယ့်ရဲ့ဆရာတဲ့ဗါတယ်လဲပိဋကလောကကြီးကကိုယ့်ရဲ့ဆရာပါဗျာလောကထဲမှာမြင်တာကြားတာမှန်သမျှကိုယ်ဆရာတင်လို့ရတယ်ရသလားမရဘူးလားရပါတယ်ဗျာအေးအဲ့တော့ဘုန်းကြီးခုကြားခဲ့တဲ့စကားလေးတစ်လုံးကိုယူပြီးတော့မူတည်ပြီးတော့နင်းညခေါ်သွားတဲ့တရားသည်ဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှာလဲဘာတရားလဲဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှာလဲပါဗျာအေးကိုဘဝတန်ဖိုးအဆင့်ရှိမရှိဆိုတာကတော့ကိုအတိဆုံးပါပဲဟုတ်တယ်မဟုတ်လားမှန်လားပါဗျာအဲ့ဒါဘဝတန်ဖိုးအဆင့်မြင်လို့ရှိလို့ရှိရင်ဘုန်းကြီးတို့ပြည်သက်ပေါင်းတော်ကောင်းတို့အဲ့ဒါတဆင့်ချင်းတာဆင့်ကြပါလို့ကိုင်းဆိုလိုက်ပါပြည်သက်ရေတဆင့်ချင်းသာတဆင့်ချင်းသာဆင့်သွားပါဆင့်သွားပါရောက်မှနိဗ္ဗာန်ပါရောက်မှနိဗ္ဗာန်ပါတဆင့်ချင်းသာတဆင့်ချင်းသာဆင့်သွားပါဆင့်သွားပါရောက်မှနိဗ္ဗာန်ပါရောက်မှနိဗ္ဗာန်ပါနိဗ္ဗာန်လိုလားနိဗ္ဗာန်လိုလားအမျိုးသားအမျိုးသားကြိုးစားဆင်ယူပါကြိုးစားဆင်ယူပါနိဗ္ဗာန်လိုလားနိဗ္ဗာန်လိုလားအမျိုးသားအမျိုးသားကြိုးစားဆင်ယူပါကြိုးစားဆင်ယူပါအေးနိဗ္ဗာန်လိုချင်တဲ့အမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းတော်ကောင်းတို့ကိုယ်မှာပျောက်နေတဲ့ခြိုက်ကိုရှာတွေ့အောင်ရှာပြီးတော့ငါမှဒါနပျောက်နေသလားသီလပျောက်နေသလားသမထဝိပဿနာပျောက်နေသလားပျောက်နေတဲ့ခြိုက်ကိုတွေ့အောင်ရှာပြီးတော့ဆင်သွားနိုင်ကြပါစေဆိုတဲ့ဒီရွေချက်ဖြင့်ဒီနေ့မဟာဒုက္ခပိဏ္ဏဘာဆွမ်းလောင်းတဲ့ကြီးမှာကြီးမှုချမှာအတော့ဓမ္မသဘင်တရားဝဲမှာဘဝကိုဘာနဲ့တန်ဖိုးဖြတ်မှာလဲလို့မြင်ပေးထားတဲ့တရားတော်ကိုနာကြတဲ့ဓမ္မသောနာကုသိုလ်ကံစေရနာတရဏဂုံ၃ပါးနဲ့၈ပါးသီလခံယူဆောက်တည်ရတဲ့သီလကုသိုလ်ကံစေရနာထိုမှဓမ္မတရားတော်ကိုပူဇော်သည့်အနေအချင်းဓမ္မပူဇာများကိုစေရနာသုံးနှံပြဋ္ဌာန်းပြီးတော့လူသားတဲ့ကုသိုလ်ကံစေရနာဤသို့ပေါင်းအများများလာစွာသောကုသိုလ်ကံစေရနာပေါင်းကောင်းမှုတို့ကြောင့်မအိုရာမနာရာမတရားဖြစ်တော်မှာအသင်္ကတ္တမြတ်လာစွာသောနိဗ္ဗာန်ရွှေပြည်မြတ်ကြီးသို့ဒီဒါနဒီသီလဒီဘာဝနာတွေနဲ့လင်မြန်စောစွာရလွယ်ရောက်လဲမျက်မှောက်ပြုလဲနိုင်ကြပါစေကုန်သောရဲ့လို့ပတ္ထနာအောင်စုပြုနိုင်ကြပါစေကုန်တည်းသာဓုသာဓုသာဓုပါဗျာဝန္တာသာဓုခေါ်ကြရအောင်သာဓုသာဓုသာဓုပါဗျာဝမ်းမြောက်လို့မောသာဓုခေါ်ကြရအောင်
သာဓုသာဓုသာဓုပါဗျာဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုသာဓုသာဓုသာဓုပါဗျာ